ဧတပောင်သူတော်ကောင်းတို့ကိုကျွန်တော်ဒီကနေ့ညဘာတရားဟောမှလဲဆိုလို့ရှိရင်ဘုဒ္ဓဂနိကေဓမ္မပဒပါဠိတော်ယမကဝတ်မှာလာရှိတဲ့ယမကဝတ်မှာပထမဦးဆုံးဟောထားတဲ့သက္ခုပါဠမတိကိုအကြောင်းပြုပြီးတော့ဟောထားတဲ့တရားဂါထာတစ်ပုဒ်ရှိပါတယ်။နောက်ပြီးတော့ဦးဇင်းတို့မထကုန္ဒလီသရောသားကိုအကြောင်းပြုပြီးတော့ဟောထားတဲ့တရားဂါထာတစ်ပုဒ်ရှိပါတယ်။အဲ့ဒီဂါထာနှစ်ပုဒ်ကိုအခြေခံပြီးတော့ဒီကနေ့ညဦးဇင်းတို့စိတ်ကောင်းထားမှချမ်းသာရလို့တရားကောင်းစဉ်ပြီးပြီးတော့ပေးတော်ကောင်းတို့ကိုဟောပါမယ်။ဦးဇင်းတို့ဓမ္မပဒပါဠိတော်ဆိုတာအင်မတန်လူကြိုက်များတဲ့ဘုဒ္ဓပြည့်ဘာသာကြားတွေအင်မတန်နှစ်သက်တဲ့ကျမ်းစာအဲ့ဒီဓမ္မပဒပါဠိတော်မှာဦးဇင်းတို့ပထမဦးဆုံးတူရရှုပြီးတော့ဓမ္မပဒပါဠိတော်ကိုဝက်ကရှုကလေးတွေရှုပြီးတော့သံဃာယနာတင်ကြတာစိတ်အကြောင်းပြောတဲ့ဂါထာလေးတွေဆိုရင်စိတ်တဝက်ပေါ့သံဃာကလေးတွေနဲ့ဥပမာပေးထားတဲ့ဒေသနာတော်တွေကိုရှုစည်းပြီးတော့ပုပ္ပဝက်လူမိုက်တွေနဲ့ပတ်သက်ပြီးတော့ဟောထားတာဆိုရင်တော့ဘာလဝက်ပေါ့ပန္တိတဝက်အဲ့လိုမကောင်းမှုတွေနဲ့ဆိုရင်ပါဝက်ပန္တိတဝက်အဲ့လိုဝက်ကရှုဝင်းလေးတွေတူရလေးတွေကိုရှုပြီးတော့သံဃာယနာတင်ထားတယ်သံဃာကလေးတွေကိုသူ့အကြောင်းသွေးလေးတွေတူရရှုထားသလိုမျိုးပေါ့နော်အဲ့ဒါ26ဝက်ရှိတယ်ဓမ္မပဒပါဠိတော်မှာပထမဦးဆုံးဝက်ကိုဦးဇင်းတို့ယမကဝက်လို့သံဃာယနာတင်ကြတဲ့မထေရမြတ်ကြီးတွေကနာမည်ပေးတယ်ယမကဆိုတာဗမာလူပြောရရင်အစုံလို့အဓိပ္ပာယ်ရတယ်တနည်းဖြင့်တော့အတွဲလိုက်ကလေးတွေဟောထားဥပမာကောင်းတဲ့စိတ်နဲ့ပြုကြမယ်ပြောကြမယ်ကြံကြမယ်ဆိုလို့ရှိရင်ချမ်းသာဒုက္ခဟာအဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုအစဉ်လိုက်တယ်အရေးဟာမိမိရဲ့နောက်ကိုအစဉ်လိုက်နေသလိုပဲဒါအဓိပ္ပာယ်တစ်မျိုးနော်နောက်မကောင်းတဲ့စိတ်နဲ့ပြောကြမယ်ပြုကြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုဆင်းရဲဒုက္ခတွေကအစဉ်လိုက်တယ်ဝင်ဆောင်နွားလားကြေရာရဲ့နောက်ကိုလဲပင်ညာအစဉ်လိုက်တယ်လို့ပဲလို့အဲ့ဒါလို့နှစ်ခုရှင်းပြီးတော့ပြောထားဟုတ်လားအိမ်တစ်လုံးကိုကောင်းမမှုဘူးဆိုလို့ရှိရင်မိုးရေမိုးပေါက်တွေဟာလွယ်ကူဝင်ရောက်ပြီးတော့ဖြစ်စည်းမယ်အဲ့ဒါလိုပဲမိမိတို့ရဲ့စိတ်ကိုသမထဘာဝနာဝိပဿနာဘာဝနာတို့ဖြင့်ကောင်းမိုးမထားဘူးဆိုလို့ရှိရင်ຢာကအစရှိတဲ့ကိလေသာမိုးရေမိုးပေါက်တွေဟာလွယ်ကူဝင်ရောက်ပြီးတော့ဖြစ်စည်းမယ်အဲ့ဒါလိုပဲအိမ်တစ်လုံးကိုကောင်းမိုးထားမယ်ဆိုရင်တော့မိုးရေမိုးပေါက်တွေဟာအလွယ်တကူဝင်ပြီးတော့အဲ့ဒီအိမ်ကိုမဖျက်ဆီးနိုင်အဲ့ဒါလိုပဲမိမိရဲ့စိတ်ကိုသမထဘာဝနာဝိပဿနာဘာဝနာတို့ဖြင့်ကောင်းမိုးထားမယ်ဆိုလို့ရှိရင်ຢာကဒေါသအစရှိတဲ့ကိလေသာမိုးရေတွေဟာစိတ်ထဲကိုလွယ်ကူဝင်လို့မရဘူးအဲ့ဒါလိုမျိုးလေးပေါ့ဇမကဝတ်ထဲမှာအင်မတန်ကောင်းတယ်လို့ဦးဇင်းတို့ခံစားရပါတယ်အဲ့ဒါလိုအစုံအတွဲလိုက်ကလေးတွေသဘောတူရလေးတွေတချို့ကြတော့လည်းသဘောတူရမဟုတ်ဆန့်ကျင်ဘက်ကလေးတွေတွဲထားတာဒီဘက်ကကုသိုလ်ရဲ့အကျိုးကိုပြောတယ်ဟိုဘက်ကအကုသိုလ်ရဲ့အပြစ်ကိုပြတယ်ပြောထားပုံလေးကသူကဖက်ဆင်ကလေးတွေပေါ့အဲ့ဒါလိုလေးအစုံလိုက်ဟောထားတဲ့ဒေသနာလေးတွေကိုစုစည်းထားတာကိုယမကဝက်လို့ခေါ်တယ်တဲ့အခုဒီနေ့ပိဋကပေါင်းသူတော်ကောင်းတို့နာယူကြရမယ့်တရားဒေသနာကအဲ့ဒီယမကဝက်ထဲမှာပါတဲ့ပထမဦးဆုံးဂါထာနဲ့ဒုတိယဂါထာဟုတ်လားယမကဝက်ကလည်းပဲဦးဇင်းတို့ဓမ္မပဒပါဠိတော်26ဝက်ထဲမှာပထမဦးဆုံးဝက်ပဲဒါကြောင့်ဒီနေ့ဓမ္မပဒရဲ့ပထမဦးဆုံးဂါထာနဲ့ဒုတိယဂါထာကိုပိဋကပေါင်းသူတော်ကောင်းတို့နာကြားကြရမှာဟုတ်လားအေးဒီဂါထာလေးတွေကိုမြတ်စွာဘုရားဘာကြောင့်ဟောသလဲဆိုတဲ့ဒီဂါထာလေးတွေဟောရခြင်းရဲ့အကြောင်းအထုပ္ပတ္တိနိဒံဝတ္ထုကလေးကိုလည်းပဲဦးဇင်းတို့အကျဉ်းမြင့်တော့ပြောရမှာပေါ့ဟုတ်လားဒီဂါထာလေးတွေဟောရခြင်းရဲ့နိဒံဝတ္ထုကိုအကျေကြီးပြောရင်တော့တရားကရှည်သွားမှာ
ဝိထုဇလန်းကိုတော့ဦးဇင်းတို့အကျဉ်းချုပ်နိုင်ဒီလောက်ချုံပြီးတော့ပြောမယ်တရားသားကလေးနှစ်သာရလေးတွေကိုပဲများများဦးဇင်းတို့ရွေးပြီးတော့ပြောဖို့စိတ်ကူးထားတယ်ဟုတ်လားတရားကောင်းစဉ်ကစိတ်ကောင်းထားမှချမ်းသာရဦးဇင်းတို့စတင်ပြီးတော့နိုင်ယူကြည်ညိုကြရအောင်တရားမနာသေးခင်မှာမြတ်စွာဘုရားကိုရှိခိုးပူဇော်ပြောကြအောင်စို့ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုဒီတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥပ္ပလိကြည်ထားကရုဏာတိတလဟရယပညာပိဇောတဝိဟတမောဟတမသာနေကမရလောကကေကုဝန္တိဒုက္ခတဂတိဝိမု ढ ကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်ဤမြတ်သောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမအရဟတမေတိဟူသောအရာဝလင်းဖြင့်အဝိဇ္ဇာတိဟူသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရောလူနဲ့မြမတတဝတတို့ကြောင့်ဒီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောတတိဝိမု ढ ဒီဝမနုဿတိရိယနေဧဒတလိစ္ဆာနာယရှိငါတံသောဂတိတို့မှလေထိုတခြင်းကင်းလွတ်တော်မူပြီးထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗရမ ्या ကဲ့သို့ပြသခြင်းနှင့်တည်မြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ရှိကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်မမှုယုံနဲ့မပြဖြစ်ကြပါသောဘုရားတပည့်တော်တို့၏ဝေနိဝနာမှာကာယဝစီမနောရှိသုံးဒီဘာဝပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံးမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားစိတ်သာချမ်းသာကြမနောပုဗ္ဗေငမဓမ္မမနောတိဋ္ဌာမနောမယမနတ္တစေပဒုဋ္ဌိနာဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိစက္ကံဝဝါတောပဒံဓမ္မနာမခန္ဓာတရားသုံးပါးတို့သည်မနောပုဗ္ဗေငမစိတ်သားလျင်ရှိစွာကောင်းဆောင်ရှိကုန်၏မနောတိဋ္ဌာစိတ်သားလျင်အပြီးမှုရှိကုန်၏မနောမယစိတ်ဖြင့်သာလျင်ပြီးကုန်၏ပဒုဋ္ဌိနာပြမလိုသောယုံဉဏ်သောမနတ္တစိတ်ဖြင့်စေဘာတတိဝအကေ၍ပြောမူလီပြောညာစေကရောတိဝအကေ၍ပြုမူလီပြုညာတတော်ထိုကဲ့သို့မကောင်းသောစိတ်ဖြင့်ပြောကြပြုကြတဲ့အတွက်ကြောင့်နတ်ထိုကဲ့သို့မကောင်းသောစိတ်ဖြင့်ပြောတဲ့ပြုတဲ့ပုဂ္ဂိုလ်ရဲ့နောက်သို့ဒုက္ခဆင်းရဲဒုက္ခအဝဝါတို့သည်အနှွေတိအစဉ်လိုက်ကုန်၏ကိမိဝါဥပမာအဖြစ်ငါဝဟာတောဝင်ဆောင်နွားလာဤပဒံခြေရာနောက်သို့စက္ကံလဲပင်ရာသည်အနှွေတိဤဝအစဉ်လိုက်တဲ့ကဲ့သို့သည်နာမခန္ဓာခန္ဓာ၅ပါးရှိတဲ့အနက်မှာနာမခန္ဓာ၄ပါးလို့ပိဋကပေါင်းတော်ကောင်းတို့ကြားဖို့တယ်နော်ယူပိုက်ခန္ဓာရုပ်အစုအဝေးဖောက်ပြန်တတ်တဲ့သဘောတရားတွေရှုထားတာပူတာတွေအေးတာတွေမာတာတွေကြော့တာတွေပိဋကတို့သိရနော်
ဦးဇင်းတို့အကျယ်မပြောပါဘူးဟုတ်လားနောက်နာမခန္ဓာ၄ပါးကြတော့ဝေဒနာပညာသင်္ခါရဝိညာဉ်ခံစားမှုအရှုအဝေးမှတ်သားမှုအရှုအဝေးပြုလုပ်မှုစေတနာကောင်းဆောင်တဲ့သင်္ခါရတရားတွေရဲ့အရှုအဝေးနောက်သိမှုဝိညာဉ်ကောင်းဆောင်တဲ့စိတ်တို့ရဲ့အရှုအဝေးအဲ့ဒီနာမခန္ဓာ၄ပါးထဲမှာစိတ်ကခေါင်းဆောင်မယ်တဲ့မနောပုပ္ပင်ကမဘာကခေါင်းဆောင်လဲစိတ်ကခေါင်းဆောင်တယ်မနောတိတ္တာစိတ်ကအကြီးဆုံးပဲအကြီးအမှုပဲတဲ့မနောမေယစိတ်ဖြင့်ကြီးတယ်စိတ်ကအဓိကပဲဟုတ်လားဒါကြောင့်စိတ်ကအဓိကကြတဲ့အတွက်ကြောင့်မကောင်းတဲ့စိတ်တွေနဲ့ပြောကြမယ်ပြုကြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုဆင်းရဲဒုက္ခတွေကအစဉ်လိုက်တယ်အမြဲတမ်းလိုက်တယ်ဘာနဲ့အလားတန်တူတယ်လဲဆိုလို့ရှိရင်ဝင်ဆောင်တော်လားခြေရရဲ့နောက်ကိုလှဲပိန်ကြီးအစဉ်လိုက်နေတယ်လို့ပဲတဲ့ပိဋကရေဟိုလှဲတို့ယထာတို့ကိုရှိကနွားတစ်ကောင်ကပြီးတော့ဆွဲသွားတာမြင်မှုပါလေနော်အဲ့ဒီနွားခြေရရဲ့နောက်ကိုလှဲပိန်ကြီးကပါလေအမြဲတမ်းလိုက်နေအဲ့လိုပဲမကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ပြုမယ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုဆင်းရဲဒုက္ခတွေကဗါတဲ့တော့ရှင်လိုက်မယ်တဲ့အမြဲတမ်းလိုက်မယ်တဲ့ဒီတော့စိတ်တွေအင်မတန်အခရာကြတယ်စိတ်ကမကောင်းဘူးဆိုလို့ရှိရင်မကောင်းတဲ့စိတ်တွေနဲ့ပြောမယ်ဆိုရင်အဲ့ဒီအပြောဟာမကောင်းတဲ့အပြောပဲဖြစ်မှာပဲဘလောက်ပဲဖြူသားပါတယ်ပြောဘလောက်ပဲချူရင်တကားကြီးဖုံးထားတဲ့သဘောမျိုးလို့တကယ့်ကိုအကွက်တွေဆင်းပြီးတော့ပြောတော်လေးပဲမကောင်းတဲ့စိတ်တွေအခြေခံထားမယ်ဆိုရင်အဲ့ဒီအပြောကိုမကောင်းပြောလို့ပဲပြောရမယ်မကောင်းတဲ့စိတ်တွေအခြေခံမယ်ဆိုရင်တော့ဘာပဲလုပ်နေမကောင်းတဲ့အလုပ်လိုပဲပြောရမယ်ဘာသာရေးသာသနာရေးနဲ့ပတ်သက်ပြီးတော့လုပ်တာတောင်မှတချို့မကောင်းတဲ့စိတ်တွေကိုအခြေခံထားတော့ကောင်းတဲ့အလုပ်လို့ပြောလို့မရဘူးဒါဥစဉ်တို့ကုံပြောတာနော်အဲ့ဒီတော့ဘာပဲပြောနေဘာပဲလုပ်နေအကယ်၍မကောင်းတဲ့စိတ်နဲ့သာပြောမယ်လုပ်မယ်ဆိုရင်အဲ့ဒီအပြောအလုပ်တို့သည်မကောင်းပြောနဲ့မကောင်းလုပ်ဖြစ်ဖြစ်မကောင်းပြောကြတော့ဝစီကံမကောင်းဘူးပေါ့မကောင်းတဲ့အလုပ်ကြတော့ကာယကံမကောင်းဘူးလို့ပြောရမှာပေါ့ဟုတ်လားအဲ့ဒီတော့စိတ်ကမကောင်းရင်ဝစီကံလည်းမကောင်းနိုင်ဘူးကာယကံလည်းမကောင်းနိုင်ဘူးစိတ်ဆိုးရင်ကံဆိုးတယ်ဆိုတာပိဋကစိတ်ဆိုးရင်မဆိုးတယ်စိတ်ဆိုးရင်ကံဆိုးတယ်ကံဆိုးလို့ရှိရင်အကျိုးပေးဆိုးမယ်ပိဋကကံဆိုးရင်မဆိုးမယ်ကျိုးပေးဆိုးမယ်အဲ့ဒါကိုပိဋကတို့ရဲ့စိတ်ထဲမှာရှင်းရှင်းလင်းလင်းမှတ်သားထားဖို့ရတယ်။ဩစိတ်ဆိုးရင်ကံဆိုးတယ်၊ကံဆိုးရင်အဖြစ်ဆိုးတယ်လို့ဒါမှတ်ထားရမယ်။အဖြစ်ဆိုးနေတာတွေမှန်တယ်မြကံဆိုးလို့ပဲ။ကံဆိုးတာမှန်တယ်မြသည်စိတ်ဆိုးလို့ပဲ။စိတ်ဆိုးတယ်ဆိုတာဒေါသဖြစ်တာလေးကိုဆိုလိုတာမဟုတ်ဘူး။ဆိုးတဲ့စိတ်တွေမကောင်းတဲ့စိတ်တွေယုံမာတဲ့စိတ်တွေဖြစ်တာစိတ်ဆိုးတယ်လို့ဆိုတယ်။ဒါကြောင့်ခြေတုံးကမထေရမြတ်ကြီးတစ်ပါးကအတူတူလေးဩဝါဒပေးဖို့တယ်။အကောင်းဆုံးဩဝါဒလို့လည်းပြောလို့ရတယ်။အဲ့ဒါဘာလဲဆိုတော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့ဆိုလိုကြီးကဒါနှလုံးနဲ့ပြောတာနော်။ဘာလဲဆိုစိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့စိတ်မဆိုးနဲ့ဆိုတာဒေါသမဖြစ်နဲ့လို့တင်ဆိုလိုတာမဟုတ်ဘူး။ဟုတ်လား။ဆိုးတဲ့စိတ်တွေမဖြစ်စေနဲ့ကြိုင်ဆန်တဲ့စိတ်တွေလိုဆန္ဒပြင်းထန်တာတွေရမစောတွေအားကြီးတာတွေမကျင်တတ်တာတွေမောင်းတီးတာတွေမနာလိုတာတွေဝန်တိုတာတွေအဲ့ဒါကောင်းတဲ့စိတ်လားဆိုးတဲ့စိတ်လားအဲ့ဒါလို့ဆိုးတဲ့စိတ်တွေမိမိတန်တာမှာမဖြစ်စေနဲ့လို့ဆိုတာစိတ်မဆိုးနဲ့လို့ပြော။ဒါပေမဲ့ဒီကနေ့ခေတ်ကလူတွေကတော့စိတ်မဆိုးပါနဲ့ဆိုရင်မဒီဒေါသမဖြစ်ပါနဲ့လို့ဒီလောက်ကလေးရည်ရွယ်ပြောရမှာနော်။စိတ်ကြီးကအဲ့လောက်ရည်ရွယ်ပြောတာမဟုတ်ဘူး။စိတ်မဆိုးနဲ့ပြီးတော့ပါတယ်ကောင်းကောင်းနေတဲ့ကောင်းကောင်းနေဆိုတဲ့သကလုံးလေးကသုံးလုံးနဲ့ကောင်းကောင်းနေဒါပေမဲ့ချဲ့လိုက်ရင်တော့မဆုံးနိုင်အောင်ကြည်တယ်ဗျာလူတန်းပေးကမ်းနေတာလည်းကောင်းကောင်းနေတယ်လို့ပြောလို့မရဘူးလားသီလတွေစောင့်တည်ပြီးတော့ကိုယ်နဲ့နှုတ်ကိုစောင့်ထိန်ပြီးတော့နေတယ်ကောင်းကောင်းနေတယ်မိမိရဲ့စိတ်သက်တမှာလောဘဒေါသမောဟတွေမဝင်နိုင်အောင်ဘာဝနာတရားတွေနဲ့ပုံမွန်းပြီးတော့နေမယ်ဆိုရင်လည်းကောင်းကောင်းနေမပြည့်စုံဘူးလားပြည့်စုံတယ်ဒါကြောင့်ဒီဒေသနာတော်လေးကိုပိဿပေါင်းသူတော်ကောင်းတို့ကဘယ်လိုမှတ်ရမှာလဲဆိုတော့စိတ်ဆိုးရင်ကံဆိုးမယ်ကံဆိုးရင်အဖြစ်ဆိုးမယ်
ပြည့်စိုးပြီဆိုမှတော့ကောင်းနိုင်မှာမလားမကောင်းနိုင်ဘူးဒါကြောင့်ရှေးသူတော်ကောင်းကြီးတွေကဟေးလူမုန်းမှမကြောက်နဲ့ကံမုန်းမှကြောက်ဒီလိုက်ပါတဲ့တော့လူမုန်းမှမကြောက်နဲ့ကံမုန်းမှကြောက်တဲ့ကိုပြုခဲ့တဲ့ကံတွေကနွားချေရနောက်ကိုလှဲပြီးအစဉ်လိုက်တယ်လို့မျိုးမကောင်းတဲ့ဒုက္ခတွေပြီးဖို့ဆိုရင်အနေအထားမျိုးနဲ့လိုက်မနေဘူးလားလိုက်နေတယ်ဒါဥစဉ်တို့ပထမဦးဆုံးဓမ္မပဒမှာလာတဲ့ဂါထာဒါတဂါထာနော်နောက်ဦးဇင်းတို့ဒုတိယဂါထာဆက်ပြီးတော့ပြောအဓိပ္ပာယ်လေးကသူကဆက်နေလို့ဒီဂါထာကိုဦးဇင်းတို့သက္ခုပါဠမထေကိုအကြောင်းပြုပြီးတော့ဟောတာပြီးတော့မှသက္ခုပါဠမထေအကြောင်းကိုဦးဇင်းပြောပြမယ်ကိုဦးဇင်းတို့ဒုတိယဂါထာဆက်ပြီးတော့ပြောကြည့်အောင်သူတို့ကဆက်မှုရှိတဲ့အတွက်ကြောင့်ရှင်းပြီးတော့ပြောမှာအဓိပ္ပာယ်ကပိုရှင်းပါဟုတ်လားမနောပုဗ္ဗေကမဓမ္မမနောတိဋ္ဌာမနောမေယမနတာစီပပန္နေနာဘာတတိဝါကရောတိဝါတတောတံဒုက္ခမနွေလိသာယဝအနုမာယိနိခုနတုန်းကဂါထာလေးနဲ့ဆင်ញင်လေးမတူဘူးလားတူတယ်ခုနတုန်းကဂါထာကမနောပုဗ္ဗေကမဓမ္မမနောတိဋ္ဌာမနောမေယမနတာစီပတုဋ္ဌိနာဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေလိသကံဝဝဟာတောပဒံဒါကခုနတုန်းကဂါထာနော်ခုဂါထာကမနောပုဗ္ဗေကမဓမ္မမနောတိဋ္ဌာမနောမေယမနတာစီပတန္နေနာဘာတတိဝံကရောတိဝါတတောနံဒုက္ခမနွေတိသာယဝအနုပါယိနိခက်စင်ငယ်လေးမတူဘူးလားဒါကြောင့်သူတို့ဂါထာလေးနှစ်ခုကိုသံဃာယနာတင်ကြတဲ့မထေရကရှင်းတော့စက်ကလေးနဲ့သံဃာယနာတင်ခဲ့လားမြတ်စွာဘုရားလက်ထက်တုန်းကဟောတုန်းကတော့တဏှာဒီမှာအချင်းတစ်ချင်းကြီးမှာဟောတာပေါ့နော်ဒီဂါထာလေးဆက်ပြီးတော့ပြောကြည့်ရအောင်ဓမ္မနာမခန္ဓာတို့သည်မနောပုဗ္ဗေကမစိတ်တန်လင်ရှိသွားကောင်းဆောင်ရှိကုန်၏မနောတိဋ္ဌာစိတ်တန်လင်ပြည့်မှုရှိကုန်၏မနောမေယစိတ်ဖြင့်တန်လင်ပြည့်ကုန်၏ပတန္နိနကြည်လင်သောဝါကောင်းမြတ်သောမနတာစိတ်ဖြင့်ဇေဘာတတိဝါအကယ်၍ပြောမူလီပြောညာအားစေကရောတိဝါအကယ်၍ပြုမူလီပြုညာအားတတော်ထိုကဲ့သို့ကောင်းတဲ့စိတ်တွေနဲ့ပြုကြပြောကြတဲ့အတွက်ကြောင့်နံထိုကဲ့သို့ကောင်းတဲ့စိတ်နဲ့ပြောတဲ့ပြုတဲ့ပုဂ္ဂိုလ်ရဲ့နောက်ကိုဒုက္ခချမ်းသာဒုက္ခသည်အနွေတိအစဉ်လိုက်တယ်ကိမိဝဥပမာအဖြင့်ဟူမို့ကားသာယအရေးသည်အနွေတိဧဝမိမိရဲ့နောက်မှာအစဉ်လိုက်နေတဲ့ကဲ့သို့ဒီကောင်းတဲ့စိတ်ကလေးအဲ့ဒီကောင်းတဲ့စိတ်ကလေးကိုအခြေခံပြီးတော့ပြောမယ်ကောင်းတဲ့စိတ်ကလေးကိုအခြေခံပြီးတော့ပြုမယ်ဆိုလို့ရှိရင်အဲ့ဒီကောင်းတဲ့စိတ်နဲ့ပြောတဲ့ပြုတဲ့ပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာဒုက္ခတွေဟာဆင်လိုက်တယ်တဲ့ဥပမာဘာနဲ့တူလဲဆိုလို့ရှိရင်မိမိရဲ့နောက်ကိုမိမိရဲ့အရေးဟာအစဉ်လိုက်နေသလိုပဲတဲ့စိတ်ကောင်းကလေးကိုအခြေခံပြီးတော့ပြောသမျှပြုသမျှသည်အပြောကောင်းအပြုကောင်းစကားတွေတည်ငါကြမ်းကြမ်းနေမယ်ဆိုကြပါစို့မိဘတွေကသားသမီးတွေကိုကြမ်းကြမ်းထန်ထန်ပြောခြင်းပြောမယ်စိတ်စေတနာကမမွန်မြတ်ဘူးလားမွန်မြတ်တယ်တချို့ဆရာသမားတွေကိုယ့်တပည့်ကိုအပြစ်ပြပြီးတော့နာနာကျင်ကျင်ပြောတာတွေရှိမယ်သူတို့အဲ့ဒါတွေကဘယ်လိုစိတ်ကိုအခြေခံထားတာလဲကောင်းစေခြင်းတဲ့စိတ်ကိုအခြေခံတာဒါကြောင့်မြတ်စွာဘုရားကမြုပ်ထားတဲ့ရွှေအိုးကိုညွှန်ပြသလိုမျိုးလို့မှတ်ရမယ်တဲ့ကိုယ့်ကိုအကျိုးလိုလားပြီးတော့ကိုယ့်အပြစ်ကိုပြပြီးတော့နာနာကျင်ကျင်ပြောတဲ့လူကိုဟုတ်လားဆိုလိုတာကစိတ်ကောင်းကလေးကိုအခြေခံပြီးတော့ပြောမယ်ဆိုရင်စကားတွေကတစ်မျိုးဖြစ်ခြင်းဖြစ်မယ်သို့တော့အပြောကောင်းမယ်ဟုတ်လားစိတ်ကောင်းကိုအခြေခံပြီးတော့ပြုမယ်ဆိုလို့ရှိရင်အမြင်မှာဟန်မရပေမဲ့တော့အပြုကောင်းမယ်ဘာကိုအခြေခံထားလို့လဲစိတ်ကောင်းကိုအခြေခံထားတာအဲ့ဒါကြောင့်စိတ်ကောင်းလို့ရှိရင်ကာယကံကောင်းတယ်ဝစီကံကောင်းတယ်ကံကောင်းတယ်ပေါ့စိတ်ကောင်းရင်ကံကောင်းတယ်ကံကောင်းရင်အကျိုးပေးကောင်းတယ်ပြီးတဲ့ကံကောင်းရင်အကျိုးပေးကောင်းမယ်အဲ့ဒါကိုပေးတဲ့တော့ကလွယ်လွယ်မှတ်ရမယ်စိတ်ကောင်းရင်ကံကောင်းမယ်ကံကောင်းရင်အဖြစ်ကောင်းမယ်ကိုယ်ဘဝလေးတွေကောင်းမယ်နောက်ဆုံးနိဗ္ဗာန်တည်းဟူသောအကောင်းဆုံးကိုရမယ်ဟုတ်ရဲ့လားဒါကြောင့်စိတ်ကောင်းထားဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်ဦးဇင်းတို့ကျေးဇူးတော်ရှင်တောင်မြတ်စွာဘုရားကြီးကစိတ်ကောင်းရှိဖို့ကပထမတဲ့သူ့ရဲ့စာသင်တိုက်ကြီးမှာနော်စီကံပြုတ်ပြတ်မှာဗာရေးထားတယ်စိတ်ကောင်းရှိဖို့ကပထမ
မြင်တော်မူလို့နော်ဆိုတော့ကြီးကဟုတ်လားဒါကြောင့်စိတ်ထားလေးတွေကောင်းဖို့အရေးမကြီးဘူးလားအရေးကြီးတယ်တရားဘာဝနာပဲလုပ်သီလပဲစောင့်တည်ပေကံဆောင်ခြင်းဆိုတဲ့ဒါနာပဲပြုဒါပဲလုပ်ဘာကိုအခြေခံထားပြီးတော့လုပ်ရမယ်စိတ်ကောင်းတဲ့လုံးသားကိုအခြေခံထားပြီးတော့လုပ်ရမယ်စိတ်ကောင်းရင်ကံကောင်းတယ်ကံကောင်းရင်အဖြစ်ကောင်းတယ်အကျိုးပေးကောင်းတယ်နောက်ဆုံးနိဗ္ဗာန်ထိအောင်ကောင်းမယ်စိတ်ဆိုးရင်တော့ကံဆိုးမယ်ကံဆိုးရင်တော့အဖြစ်ဆိုးပါပြီလို့နားလည်ပြီးတော့မိမိတို့ကိုမိမိတို့ကောင်းစားစေခြင်းတဲ့ပုဂ္ဂိုလ်ချမ်းသာစေခြင်းတဲ့ပုဂ္ဂိုလ်တို့သည်ဘာကိုကောင်းအောင်ကြိုးစားရမလဲဒီစိတ်ကိုကောင်းအောင်ကြိုးစားရမယ်အဲ့ဒါကိုပေါ်လင်းထင်ရှားအောင်ပြင်လို့ဒီကထာလေးတွေဟောရခြင်းရဲ့လေတန်းအကြောင်းဝတ္ထုကလေးတွေကိုအကြံဉာဏ်ပြောကြည့်ပထမဂါထာကစိတ်မကောင်းရင်ကံမကောင်းဘူးကံမကောင်းရင်ဆင်းရဲဒုက္ခတွေဟာအစင်လိုက်နေနွားချီရနောက်ကိုလှဲပေးရာကြီးလိုက်နေသလိုလို့မဟောခဲ့ဘူးလားဟောခဲ့အဲ့ဒီအသေးလေးရှိတဲ့ဂါထာကိုမြတ်စွာဘုရားဘာကြောင့်ဟောလဲဆိုတော့ဦးဇင်းတို့သာဝတိမြို့မှာညီအကို2ယောက်ရှိတယ်မဟာပါဠသုလပါဠဆိုပြီးတော့အမြဲတမ်းချမ်းသာကြွယ်ဝပါလေနောက်ဖေးမေးဆုံးမသွားတော့ညီကို2ယောက်အိမ်တော်ယသားကြကိုစည်းစိမ်နဲ့ကိုအတိအနေရင်းနဲ့နောက်မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်တော်မူလာတော့ဇေတဝန်အကြောင်းတိုင်းမှာမြတ်စွာဘုရားတရင်သုံးတယ်သာဝတိမြို့သူမြို့သားတွေအကြီးအကျယ်မြတ်စွာဘုရားကိုကိုးကွယ်ကြတယ်အဲ့ဒီတည်းမှာမဟာပါဠနေတိုင်းလိုသွားပြီးတော့တရားနာတယ်တရားနာပါများတော့အသိဉာဏ်ကရှင်းကျက်တယ်အသိဉာဏ်ရှင်းကျက်တော့သူဘလို့တွေးလဲဆိုတော့ဟောတော့ကောင်းတဲ့မြင့်မြတ်စွန့်ကြဲတဲ့လမ်းစဉ်ကိုပြည့်စုံအောင်လိုက်နိုင်ဖို့ဆိုလို့ရှိရင်ငါဒီအဝတ်နဲ့မလွယ်ဘူး။ဘာဝါယူရှင်မြတ်ရှင်ယဟန်ပြုမှတာငါတင့်တော်မယ်လို့သူအဲ့လိုစဉ်းစားတယ်။အဲ့ဒါနဲ့မြတ်စွာဘုရားဒီကိုယဟန်ပြုခွင့်တောင်းတော့ညီလေးကလည်းတယောက်ရှိတာဆိုတော့တင့်ညီဒီကိုသွားပြီးတော့ခွင့်တောင်းမှာတော့ဆိုတော့သူ့ညီကိုသူသွားပြီးတော့အကြောင်းကြားတယ်။အကြောင်းကြားတော့ညီကဘာပြန်ပြောလဲဆိုတော့အကိုအသက်ခုမှငယ်ငယ်လေးရှိသေးတယ်။ကြီးမှယဟန်ပြုတာ။အဲ့ဒီကိုပြောတော့အသက်ကြီးလာမှအိုမင်းလာမှယဟန်ပြုရင်ဘယ်လိုလုပ်ပြီးတော့တရားနှလုံးကျင့်သုံးနိုင်မှာလဲစွမ်းတတ်မှာဟုတ်လားအဲ့လိုပြန်ပြောပြီးတော့သူယဟန်ပြုသွားတယ်ဆိုရပါစို့နောက်တော့သူကနည်းနည်းလေးငယ်ငယ်လေးတွေကစဝိတ္တာမဟုတ်လေတော့ကန္ဓာဒူရကိုမကြိုးစားဘူးဝိပဿနာဒူရကိုကြိုးစားမယ်ယဟန်ဘဝမှာတာဝန်2ရက်ရှိတာကိုစာသင်ပြီးတော့ပို့ချတဲ့တာဝန်နောက်တရားနှလုံးကျင့်သုံးတဲ့တာဝန်အဲ့ဒီမှာသူတရားနှလုံးကျင့်သုံးမယ်ဆိုပြီးဆောင်းဘုရားကြီးကမ္မထန်တရားတောင်းပြီးတော့သူ့ရဲ့အပေါင်းအဖော်ယဟန်ပေါင်း60နဲ့အတူဇေတဝန်အကြောင်းတော်မှာနဲ့သူထွက်ခွန်သွားတယ်။အဲပိဋကံတလူကြီးကစိတ်ဉာဏ်ကိုရှာပြီးတော့သူတရားကျင့်တယ်။အဲ့ဒီမှာရွာကြီးတွေကအဲ့ဒီယဟန်တော်တွေကိုအကြောင်းကလေးတွေအသီးသီးလျှောက်ပြီးတော့ကိုးကွယ်တယ်။ဒီလိုနဲ့သူတို့ဝါဆိုကြတော့ဝါကောင်လောက်လေးရောက်ဝါအလေလောက်ရောက်တော့ဘာဖြစ်လာလဲဆိုတော့သူ့ရဲ့မျက်စိကမျက်ရည်တွေကတပင်ပင်စီးကျလာမျက်စိကအမြဲတမ်းနာနေတယ်အဲ့ဒါနဲ့သူတို့ရွာတွေကရှိတဲ့စေးစရာတယောက်ကရှင်ဘုရားဘာဖြစ်လဲငါမျက်စိကအမြဲတမ်းနာနေတယ်လေးလေးထိုးနေတယ်အဲ့ဒါလို့ဆိုရင်ဗျာတပည့်တော်စေးစရာပါဖေဟောဒီမှာတပည့်တော်အဖမ်းမှအကျဉ်းတပည့်တော်ရဲ့အစွမ်းနဲ့ချက်ထားတဲ့ဒီဆေးကိုအရှင်ဘုရားခတ်ပါဘယ်မှာခတ်ရမှာလဲဆိုတော့နှာခေါင်းထဲကိုခတ်ရမှာလေဒီနေ့ဆေးကဘယ်မှာခတ်ရမလဲနှာခေါင်းထဲမှာခတ်ရမယ်အဲ့ဒီကြတော့မှမထေရမြတ်ကြီးကအခက်ကြုံတာပဲဘာဖြစ်လို့လဲဆိုတော့သူကတုံးလုံးလှည့်ပြီးတော့မအိပ်ဘူးတဲ့မထေရမြတ်ကြီးကဘာဖြစ်လို့လဲဆိုတော့သူကဝါဆိုတဲ့ကစပြီးတော့ယဟန်တော်တွေကိုသူကပြောတယ်တို့စားကြရဝတ်ကြရမရှိလို့ယဟန်ပြုတ်လာတယ်မဟုတ်ဘူးမြတ်သောအကျင့်ကိုကျင့်ဖို့ယဟန်ပြုတ်လာတယ်ဒါကြောင့်ငါဣရိယာပုတ်၄ပါးရှိတဲ့အနက်ကငါအိပ်တဲ့ဣရိယာပုတ်ကိုငါပယ်လိုက်ပြီမြတ်စွာဘုရားဆိုတာအကျင့်မြတ်ကိုကျင့်ခြင်းဖြစ်လာတယ်ကျင့်တတ်မှုရစေတာဒါကြောင့်မိမိရောပေါ်ပေါ်ဆဆနေလို့မဖြစ်ဘူးဆိုပြီးတော့သူကအိတ်ချင်းဣရိယာပုတ်ကိုမလုပ်ထားတယ်ပင်ထားအဲ့ဒီတော့နှာခေါင်းကိုထိုင်ရက်နဲ့ထည့်လို့စီထည့်လို့ရပါမလားမရပဲသူကရားတလောက်လေးရှူပြီးတော့ထည့်တယ်နောက်နေ့ကျော်တဲ့ဆွမ်းကန်သွားစိတ်ဆရာကတွေ့တယ်အရှင်ဘုရားတတ်တာရဲ့လားဗျာမတတ်ပါအရှင်ဘုရားစီးကိုဘယ်လိုထည့်တာလဲအရှင်ဘုရားထိုင်ရင်ထည့်တာလားအိတ်ရင်ထည့်တာလားရိမ့်မိတယ်စိတ်ဆရာကမပြောဘူးသူအိတ်ချင်းကိုပယ်တယ်ဆိုတာကိုဒီလိုအထင်ကြီးမှဆိုလို့မပြောဘူးအဲ့ဒါလည်းပဲတတိထားကြရနော်သူတော်ကောင်းတွေဆိုတာကိုဘယ်လိုကောင်းပါလဲဆိုတာကိုပြောတဲ့ထုံးစံရှိဘူးအလိုနည်းတယ်ဆိုတာဘယ်လောက်ကြည့်
နူးညံ့တယ်ဆိုလို့ရှိရင်ကိုအလိုနဲပါတယ်ဆိုတာတော့သူများကိုမသိစေရအောင်အဲ့ဒါမှတကယ်အလိုနေတာအဲ့သူမပြောဘူးမပြောတော့အရှင်ဘုရားတပည့်တော်သေးကအင်မတန်ထပ်ပါတယ်ဗျာတခါဖတ်လိုက်တာနဲ့ပျောက်မှာအရှင်ဘုရားအိပ်ပြီးတော့ထည့်ပါအဲ့လိုပြောတော့အေးအဲ့လိုဆိုငါတိုင်ပင်လိုက်အောင်မယ်ပြီးတယ်ဘာလုပ်လိုက်မလဲတိုင်ပင်လိုက်အောင်မယ်လို့သူကအဲ့လိုပြောတော့ကျောင်းရောက်တော့သူ့မှာဆွေလည်းရှိတာမဟုတ်မျိုးလည်းရှိတာမဟုတ်ဘယ်သူမှတိုင်ပင်ကြရရှိတာမဟုတ်အဲ့ဒါသူကဘာကိုရှိရပြောတာသူ့ကိုသူတိုင်ပင်ပြီးတယ်ဘယ်သူနဲ့တိုင်ပင်မှာသူ့ကိုသူတိုင်ပင်မှာဒါလေးလည်းဥစဉ်ကသဘောကျတာပဲမလီအရေးရဲ့အကြောင်းရတကယ်ကျုံးလာရင်ဒကာရမတို့ဥစဉ်တို့လည်းကိုပဲတိုင်ပင်ကြရရှိတာကျန်တာတွေကအပေါ်ယံပဲတိုင်ပင်လို့ရတာတကယ်အရေးဆိုလို့ရှိရင်ကိုပဲတိုင်ပင်ရတာအဲ့ဒါသူကျောင်းရောက်ပြီဆိုတော့သူ့နာမည်ကပါဠိကျတယ်ငါရှင်ပါဠိကျမင်းဘယ်နဲ့လုပ်မလဲဟောသူ့ကိုတိုင်ပင်တာနော်အခုမင်းဒီဆေးကိုခတ်ပြီးတော့မင်းရဲ့ဂရိပြုတ်ထားတဲ့မင်းအဋ္ဌံပြုတ်ထားတဲ့အိတ်ချင်းကိုပယ်တယ်ဆိုတာကိုပဲမင်းဖြစ်မှာဒါမှမဟုတ်မင်းယောဂဝေဒနာတွေကိုဒီတိုင်းပဲမင်းခံပြီးတော့နေမလားမင်းကြိုက်ရရှိမင်းမျက်စိမခတ်ရရင်မင်းမျက်စိကပြည့်ကျင်လည်းပြည့်ဖះအဆူဆူပွင့်ခဲ့ပြီတဆူသောဖះရှင်သည်ပင်လေမျက်စိပေါင်းဘလောက်ကွယ်ခဲ့တယ်လို့တစုံတယောက်သောတတ္တဝါကိုကြည့်မယ်ဆိုရင်ဉာဏ်နဲ့ပိုင်းခြားလို့မရဘူးတဲ့ဆိုလိုတာကမျက်စိကွယ်ခဲ့တဲ့ဘဝပေါင်းမရေမတွက်နိုင်ဘူးအခုအဆုံးအမကိုရတယ်ဆိုတာကအင်မတန်ရသေးတဲ့ဘဝအဲ့တော့မင်းအဆုံးအမကိုရွေးမလားမင်းမျက်စိကိုရွေးမလားအဲ့လိုပြောတာဗျဒါတကယ်တော့ဦးဇင်းတို့ပုထုဇဉ်သားနဲ့ပုထုဇဉ်သားမှပုထုဇဉ်နေလို့ဆိုရင်အသားလေးအိပ်ပြီးတော့မျက်စင်းကလေးနှာခေါင်းနဲ့ခတ်ပြီးတော့တရားပြန်အားထုတ်ရတာပဲလို့ဒီလိုစဉ်းစားနေရတော့ရှိတာပေါ့နော်ဒါပေမဲ့ तू ကသူ့ရဲ့ဂတိအဋ္ဌံကို तू မပြတ်ချင်မျက်စိပြတ်ချင်ပြတ်ပဲစီဆိုတဲ့လမ်းကိုရွေးတာယုံကြည်မှုသိအားကြီးတယ်လို့ဆိုရမှာပေါ့ဒကာမတို့ဦးဇင်းတို့တာမန်လူတွေကိုချင်းမစာနိုင်တဲ့ဆုံးဖြတ်ချက်ဒါဦးဇင်းတို့လည်းပဲကိုချင်းမစာနိုင်တဲ့ဆုံးဖြတ်ချက်ပေါ့နော်အဲ့ဒါနဲ့ तू ကဘာပြောတော့ဆိုတော့သူ့ကိုယ်သူဆုံးဖြတ်ချက်ချတယ်ငါမျက်စိတွေပေါက်ကွဲထွက်ခြင်းထွက်ပါစေငါတုံးလုံးလှည့်ပြီးတော့မအိတ်တော့ဘူးအဲ့ဒီလမ်းကိုရွေးတာဗျာအဲ့ဒီလမ်းကြီးပြီးတော့ तू ထိုင်ရကြီးပဲနှာခေါင်းထဲကိုစေးတွေထည့်တယ်အဲ့ဒါနဲ့နောက်နေ့ရောက်တော့စေးဆရာနဲ့တွေ့တော့ဘယ်လိုတော့အရှင်ဘုရားတတ်တာလားမတတ်တာဘူးအရှင်ဘုရားအိတ်ခတ်တာဟုတ်ရဲ့လားမှန်ပြောအဲ့ဒီမှာစေးဆရာကအရှင်ဘုရားတပည့်တော်ကိုနာမည်ပြက်အောင်လုပ်တာပဲတဲ့တပည့်တော်စေးခတ်တယ်လို့အရှင်ဘုရားမပြောပါတော့နဲ့တပည့်တော်လည်းနောက်စေးမပေးတော့ပါဘူးဘုရားအဲ့ဒါနဲ့သူเจ้าလည်းပြန်ရောက်လာပြီဆိုတော့ငါရှင်ပါဠိတာမင်းကိုစေးဆရာကလည်းလက်လွတ်သွားပြီနော်အဲ့တော့မင်းဘာဖြစ်လဲဆိုတော့ဒီမင်းကမင်းကိုစည်ရင်းမှတ်လိုက်တဲ့သဘောပဲတဲ့မင်းဘာကြောင့်မို့မေ့လျော့နေမှာလဲဆိုပြီးတော့သူအပြင်းထန်တရားကိုကြိုးစားတယ်အိတ်တော့မအိတ်ဘူးအဲ့ဒါနဲ့အဲ့ဒီညမှာပဲစာထဲကလှလှပပလေးမှတ်တမ်းတင်ထားတယ်မျက်လုံးရဲ့ကိလေသာရဲ့မရှိမနှောင်းတခါတည်းပျက်စီးသွားတယ်ပြီးတယ်ဘာနဲ့မျက်လုံးနဲ့ကိလေသာကမရှိမနှောင်းမှာပဲပျက်စီးသွားတယ်ကိလေသာလည်းကုန်သွားတယ်ယဟန္တာဖြစ်သွားတယ်ခဏနေတော့မျက်လုံးလည်းပျက်စီးသွားတယ်ဘာမှမမြင်ရဘူးအဲ့ဒီမှာမနဲ့လင်းတော့မျက်နှာကတော့ကြည်ကြည်လင်းနေပဲဒါပေမဲ့မျက်လုံးအစုံကတော့မမြင်ရတော့ဘူးအဲ့ဒီတွေကစပြီးတော့သူ့ရဲ့နာမည်ဟာစက္ခုပါဠလို့ဖြစ်သွားတာအဲ့ယဟန်တော်ရှင်တွေကသူ့ကိုစောင့်ရှောက်ရတာပေါ့နောက်တော့အဲ့ဒီယဟန်တော်တွေကိုပဲသူကဆုံးမလို့အဲ့ဒီဝါလဲကျွတ်တော့ယဟန်တော်6ကျိတ်ကလေးယဟန်နာဖြစ်တယ်အဲ့ဒါဝါကျွတ်တော့မြတ်စွာဘုရားကိုသွားပြီးတော့ပူကြမယ်ဆိုတော့မြတ်စွာဘုရားကိုပူတော့ကိုင်ငါရှင်တို့သင်တို့ဘက်သူသွားကြငါမလိုက်တော့ဘူးငါအတွက်ငါညီကိုသာပြောလိုက်သူတစုံတယောက်ကိုစေလွတ်ပါလို့ပင်မမှာဆိုလို့အဲ့ဒါနဲ့ညာတော်လေးရှေ့ကကြွသွားပြီးတော့ညီကိုအကြောင်းကြားတော့ညီကသူ့ရဲ့သူ့ကိုရင်ကလေးဝတ်ပြီးတော့သူ့ရဲ့သူကလူမျိုးပေါက်ကလေးပါကိုရင်ဝတ်ရှင်တော့ဝတ်တာမဟုတ်လမ်းမှာသခိုးရမြတွေနဲ့တွေ့ရင်ဒုက္ခရောက်မှဆိုလို့ကိုရင်ဝတ်ပြီးတော့ဒီဦးလေးကိုသွားပြီးတော့ပင်ခိုင်းတာအဲ့ဒါနဲ့ကိုရင်ရဲ့တောင်ဝေးဒီစကုပါဠပတိကြီးကိုင်တဲ့တောင်ဝေးကိုကိုရင်ကထိပ်ကနေဆွဲပြီးတော့တောလန်းခကြီးကနေတူကြီးနှစ်ယောက်ဖြတ်တန်းလာအဲ့ဒါတိုးတဲ့လေရောက်ချင်းခွေတဲ့ဒကမတယောက်ရဲ့တချင်းဆိုတာကိုကြားအဲ့ဒီမှာကိုရင်ကဗราတရားနဲ့ကိုရင်ဝတ်ခဲ့တဲ့ကိုရင်မဟုတ်လေတော့ဦးလေးကိုအตาလေးဒီနားမှာမျက်စိမမြင်တဲ့ဦးလေးကိုအตาထားပြီးတော့အဲ့ဒီချင်းခွေသမားနဲ့သွားပြီးတော့တိလန်းပြည့်စည်ရောအဲ့ဒီမှာမထေမြတ်ကစဉ်းစားတယ်အခုတင်ကိုရင်ဒီနားမှာရှိတယ်မရှိတော့တချင်းဆိုတာလည်းတိတ်သွားတယ်သေချာပေါက်ဒီကိုရင်တိလန်းပြည့်ပြီအဲ့ဒါနဲ့ကိုရင်ကပြန်လာတော့တောင်ဝေးကိုအကင်မခံတော့
မင်းဒီလားပြက်ခဲ့တယ်မဟုတ်လားအဲ့မှာသားတော့သူလိန်နေတယ်နောက်တော့အထင်မြတ်ကြီးကလိန်လို့မရအောင်တဲ့တဲ့ပြောတဲ့အခါကျတော့အရှင်ဘုရားတပည့်တော်ကိုရင်ဝှစ်ချင်လို့ဝှစ်တာမဟုတ်ပါဘူးအခုတပည့်တော်လူပါဗျလူကိုလဲလိုက်ပြီဗျငိုးယူပြီးတော့အရှင်ဘုရားလိုက်ခဲ့ပါမင်းလူပဲဖြစ်ဖြစ်ကိုရင်ပဲဖြစ်ဖြစ်မဟုတ်တာလုပ်မှလားမင်းကိုမိုက်တဲ့လူနဲ့ငါအတူမလိုက်ဘူးအထင်မြတ်ကြီးကငါဒီတိုးထဲမှာအစာငတ်ရင်ငတ်ဖြစ်ပြီးတော့သေခြင်းသေပါစေလူမိုက်မှာပေါင်းသင်းစရာအကြောင်းဘာမှမရှိဘူးဆိုမလိုက်ဘူးအဲ့ဒါနဲ့အဲ့ဒီကိုရင်လူတော့ကငိုးယူပြီးတော့ထွက်သွားမထေရကြီးကတင်းတပါးတဲ့ကျင်ရတာတိုးထဲမှာဘုဒ္ဓတာပြောပြတာနော်အဲ့ဒီတော့တရားမင်းကအဲ့ဒီမှာလူရောင်ဖန်ဆင်းပြီးတော့မထေရကြီးကိုဇေတဝန်အကြောင်းတော်ကိုခေါ်သွားရဒါကဥစဉ်ကအတူချုပ်ပြီးတော့ပြောတာနော်အဲ့ဒါနောက်နေ့မနေ့လင်းတော့ဇေတဝန်အကြောင်းကိုရောက်နေမှသိတော့မထေရကြီးကဒါလူမဟုတ်ဘူးနတ်ဖြစ်လောက်တယ်လို့သိပါတယ်မထေရကြီးကသူကဒုက္ခဝိပဿကယဟန္တာနော်ဒီနေ့ပြည်ုံတဲ့ယဟန္တာမဟုတ်ကိလေသာတက်တက်ကုန်တာပေါ့နော်အဲ့ဒါနဲ့အကြောင်းတော်ရောက်ပြီဆိုတော့သူ့ရဲ့ညီကရောက်လာပြီးတော့ငိုကြွေးပြီးတော့သူ့အိမ်ကကျွန်နှစ်ယောက်ကိုကျွန်ဖြစ်ကတော်လှန်ပြီးတော့ကိုရင်ကလေးဝစ်ပြီးတော့မထေရကြီးကိုပြုစုစီတာအဲ့ဒီမှာမထေရကြီးကချမ်းချမ်းသာသာပဲနေတော့စက္ခုပါဠမထေတဲ့နောက်တော့တကူသောနေ့မှာမိုးတွေကအကြီးကျယ်ကျော်မိုးတွေရွာတော့ညချမ်းမိုးရွာတော့မိုးတိတ်သွားပြီဆိုတော့မိကြီးကနေပိုးပလံကောင်လေးတွေပွဲစိတ်ကလေးတွေခြာကောင်လေးတွေထွက်လာတာပေါ့ဗျာအဲ့ဒါမနဲ့လင်းတော့မထေရကြီးကစိုးစိုးထပြီးတော့ဈဉ္ဉံလျှောက်ဒီနောက်မှာပိုးကောင်လေးတွေရှိတယ်ဆိုတာသူမသိဘူးမသိတော့သူကတော့ပုံမှန်ပဲလျှောက်တာပေါ့အဲ့ဒီမှာဖျားဘူးကြွလာကြတဲ့အာဂါနုယဟန်တွေကစက္ခုပါဠမထေရလမ်းလျှောက်ထားတဲ့နေရာကိုရောက်တော့ပိုးကောင်အပေတွေကိုတွေ့ဟာဒါဘယ်သူလမ်းလျှောက်ထားတာလဲစက္ခုပါဠမထေရလမ်းလျှောက်ထားတာဩကြည်စမ်းပါအောင်တော့မျက်စိမြင်တော့ကတော့အားရအောင်တုံးတုံးပဲလက်အိတ်နေပြီးတော့မျက်စိမမြင်တော့မှအတင်းစင်းညာလျှောက်နေတကူပိဋကပုထုဇဉ်လေးဆိုတော့ဗာလေမသိပဲနဲ့ရမ်းပြောဦးဇင်းအဲ့ဒီစာလေးထိုင်ရင်ဩလူတွေဟာသူများအပြစ်ကိုများကျမ်းဖန်ပြီးတော့ပြောတတ်တယ်ဟုတ်ရလားအေးအဲ့ဒါမျက်စိမြင်တော့ကတော့ဗာလေတော့အိတ်နေပြီးတော့မျက်စိမမြင်မှအတင်းအားထုတ်နေအခုပိုးကောင်တွေသိပြီဒီလူမိုက်ပြီးအကျိုးရှိမယ်ဆိုတာကိုလုပ်မယ်လို့ကြံပြီးတော့အကျိုးမဲ့တာတွေကိုလုပ်နေပါလားသူများကိုအပြစ်တင်နေတာဟုတ်လည်းမဟုတ်ပဲနဲ့အဲ့ဒါသူတို့ကဘယ်ထိသွားတော့မြတ်စွာဘုရားတိတောင်သွားပြီးတော့သူတို့ကရှောက်တာရှောက်တော့မြတ်စွာဘုရားကစစ်သားတို့တဲ့အဲ့ဒီစက္ခုပါဠမထေရကအဲ့ဒီပိုးကောင်လေးတွေကိုတက်ပြီးတော့နင်းနေတာကိုမင်းတို့မြင်လားတဲ့မမြင်ပါဘူးဘုရားအေးမင်းတို့မမြင်တယ်လို့အဲ့ဒီစက္ခုပါဠမထေရကလည်းပိုးကောင်လေးတွေကိုမမြင်ရဘူးယဟန္တာဆိုတာသေစီလိုတဲ့စိတ်မရှိသေစီလိုတဲ့စိတ်မရှိတဲ့အတွက်ကြောင့်ဘာအပြစ်မှမဖြစ်ဘူးဆိုပြီးတော့သောတော်တော်ကပိဋကပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ပြောခဲ့တယ်ဂါထာကလေးကိုအဲ့ဒီမှာဟောတာဟုတ်လားမနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌာမနောမေယမနတစီပဒုဋ္ဌိနဘာတတိဝါကရောတိဝါဒီမှာမြတ်စွာဘုရားကဒီဂါထာလေးကိုမဟောသေးခင်မှာယဟန်တော်အရှင်မြတ်တွေကဗာမီးနေဆိုတော့အရှင်ဘုရားတဲ့ယဟန္တာဖြစ်မဲ့ဒီပုဂ္ဂိုလ်ဒီဘဝကကံရောက်မို့လို့မျက်စိကွယ်ရတယ်လေတဲ့ယဟန္တာဖြစ်လောက်အောင်ဘုံကံကြီးပါတဲ့ကနေဘာလို့မျက်စိကွယ်ရလဲလို့မေးတာအဲ့ဒီတော့မှမြတ်စွာဘုရားကသူပြုခဲ့တဲ့ကံအားလျော်စွာဖြစ်ရတာဆိုပြီးတော့အတိတ်ဇာတ်လမ်းလေးကိုအတူရုပ်ပြောပြတခုသောဘဝတုန်းကဒီစက္ခုပါဠမထေရအလောင်းကဆေးသမားတစ်ယောက်ဖြစ်တယ်ဆေးသမားတစ်ယောက်ဖြစ်တော့အဲ့ဒီရွာမှာမိန်းမတစ်ယောက်ကဘယ်လိုပဲမျက်စိယောဂံဖြစ်တော့မျက်ရည်တွေကျန်းဆရာကြီးရောက်လာတော့အေးနင်းကိုငါကုပေးမယ်ရှေ့ကုပေးမယ်နဲ့ငါ့ကိုအဖိုးအခဘာပေးနေရရှိတော့အဲ့တော့အဲ့ဒီမိန်းမကလည်းဆင်းရဲတော့မျက်စိယောဂံလည်းတောက်ချင်တော့အားကြီးတာနဲ့သူကလည်းပြီးတော့ပြောလိုက်တယ်ဘယ်လိုပြောလဲဆိုတော့တကယ်လို့သာဆရာဆေးနဲ့ပြောက်မယ်ဆိုလို့ရှိရင်သားတွေသမီးတွေနဲ့တကွာဆရာအိမ်မှာကျွန်ခံမမယ်လို့အဲ့လိုပြောတာအဲ့လိုပြောတဲ့အခါကျတော့အေးဟုတ်ပြီကောင်းပြီဆိုပြီးတော့မျက်စင်းကောင်းကောင်းပေါ်ဆက်ပြီးတော့အဲ့ဒီဒကမကိုပေးတယ်တစ်ခါဆက်လိုက်တာနဲ့မျက်စိဟာလုံးဝပျောက်ထင်းသွားတယ်အဲ့ဒီတော့အဲ့ဒီဒကမကစဉ်းစားတော့မျက်စိကတော့ပျောက်သွားပြီလို့ပြောရင်ငါသူ့အိမ်မှာငါဂရိအတိုင်းကျွန်ခံရရင်တော့ဒုက္ခပဲအဲ့ဒီတော့ကျွန်မခံရအောင်ငါမပြောက်သေးဘူးလို့လိန်ပြောမယ်ပေါ့သူကအဲ့ဒါလို့ဆရာနဲ့တွေ့တော့သူကအဲ့လိုမပြောက်သေးဘူးလို့လိန်ပြောတော့လိန်မှန်းသိတယ်ဆရာကလိန်မှန်းသိတဲ့အခါကျတော့ရှိစီဒီလောက်တောင်ဆိုးတဲ့မိန်းမ
မကောင်းတဲ့မျက်စင်းကိုငါပေးပြီးတော့သူ့ရဲ့မျက်စိကိုငါပြက်အောင်လုပ်မယ်လို့သူကအဲ့လိုကြံစီတဲ့အဲ့လောက်ကြီးတော့လည်းမရက်ဆက်သင့်ဘူးနော်သူ့ရဲ့စိတ်ကညစ်တာပေါ့ဟုတ်လားညစ်တဲ့လူကိုညစ်တယ်လို့ပြန်တုံ့ပြန်မယ်ဆိုတဲ့သဘောပေါ့အဲ့ဒါနဲ့သူကအိမ်ရောက်တော့သူမိမကိုတိုင်ပင်သေးတယ်ဗျအဲ့ဒီတကမာအဲ့လိုပဲဒါကြောင့်ငါသူ့မျက်စိကိုပြက်လုပ်မယ်မိမကလည်းစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်တားမှာပေါ့ကိုယ့်ယောက်ျားသူတော့သူကလည်းစိတ်ကောင်းနှလုံးကောင်းမရှိတော့ဘာပြောတယ်ဆိုတော့ဘာမှမပြောဘူးစိတ်ပဲနေတယ်သဘောတူတယ်ပေါ့အဲ့ဒါနဲ့မီးလိုတောက်စီတဲ့ပူတဲ့မျက်စင်းကိုပေါ်ပြီးတော့နေမပြောက်သေးလို့ရှိရင်လုံးလုံးကောင်းတော့ဒီမျက်စင်းလေးကိုခတ်ဆိုတော့ကိုကအကောင်းမှတ်ပြီးတော့ခတ်လိုက်တာအဲ့ဒီကြမှာမျက်စိနှစ်ဖက်ပြင်းသွားတယ်အဲ့ဒါလိုညှဉ်းနှွမ်းတဲ့စိတ်ကိုပြင်းမှားတဲ့စိတ်ကိုသူတစ်ပါးကိုမကောင်းကြံတဲ့စိတ်တွေအခြေခံပြီးတော့လုတ်ခဲ့တဲ့ပြောခဲ့တဲ့အတွက်ကြောင့်အဲ့ဒီစက္ခုပါဠမထေရီမျက်စိကံနေရဟုတ်ရလားတခါကြီးမိုက်ပြအဲ့ဒီမှာမြတ်စွာဘုရားကရှင်းသားတို့မကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ပြောမယ်ပြုမယ်ဆိုလို့ရှိရင်အဲ့ဒီမကောင်းတဲ့စိတ်ကိုအခြေခံထားတဲ့အပြောအပြုတို့ဒီအဲ့ဒီပုဂ္ဂိုလ်ကိုဆင်းရဲဒုက္ခတွေဖြစ်စေပြီးတော့ဆင်လိုက်နေတယ်လို့မြတ်စွာဘုရားကအဲ့ဒီမှာဟုတ်ရလားတေတပေါသူတော်ကောင်းတို့လည်းကြားဖို့ပါတယ်ဝက်မှာအမြင်ငရဲမှာအပလို့ဗမာစကားပုံလေးရှိတယ်နော်အဲ့ဒါလိုမျိုးသူများကိုကိုကလှုပ်ခဲ့တော့ကိုယ်လည်းပြန်ပြီးတော့မခံရဘူးလားခံရတယ်ဒါကြောင့်ဒါလေးတွေကိုပေးတပေါသူတော်ကောင်းတို့စဉ်းစားပြီးတော့မကောင်းသောစိတ်နဲ့ပြုကြတဲ့ပြောကြတဲ့အလုပ်တွေအပြောတွေဟာကိုယ့်ကိုဒုက္ခဖြစ်စေတယ်လို့နားလည်နေဘူးလားနားလည်ရတယ်ဒါကတော့အခြေခံဗုဒ္ဓဘာသာဝင်သူတော်စင်တွေနားလည်ကြပါတယ်သို့တော့နဲ့နဲ့နေနေနားလည်ဖို့ရံကမကောင်းတဲ့စိတ်တွေဖြစ်လာပြီဆိုလို့ရှိရင်အပြောတွေအပြုတွေမဖြစ်သေးခင်မှာကိုပဲကို့မှာပူလောင်ရတယ်ဆင်းရဲရတယ်ပင်ပန်းရတယ်ဒါလေးကိုလည်းသဘောပေါက်စေခြင်းဟုတ်လားမကောင်းတဲ့စိတ်တွေဖြစ်လာပြီဆိုရင်အခုဖြစ်ရင်အခုပူတယ်အခုဆင်းရဲတယ်မိခဲကိုကန်လိုက်ရတယ်လို့မျိုးအစိတ်ကိုမျိုးလိုက်ရတယ်လို့မျိုးမကောင်းတဲ့စိတ်တွေဟာအခုဖြစ်ရင်မဖြစ်တော့အခုပူလောင်တယ်အခုဆင်းရဲတယ်အဲ့ဒီပူလောင်တာတွေဆင်းရဲတာတွေကပူလောင်လုံးမကပူလောင်လာပြီဆင်းရဲလုံးမကဆင်းရဲလာပြီဆိုတော့မထိနိုင်မသိနိုင်ဖြစ်တော့အပြောတွေပါဆက်ပြီးတော့မှားကုန်ရောအလုပ်တွေပါဆက်ပြီးတော့မှားကုန်ရောတပါးသောသူတွေကိုထိခိုက်ကုန်ရောဟုတ်လားမကောင်းသောစိတ်တွေမွေးကြမယ်ဆိုရင်တော့အခုလည်းပဲပူလောင်ရပါတယ်ဆင်းရဲရပါတယ်မကောင်းတဲ့အပြောတွေအပြုတွေထိဆက်ပြီးတော့ကြီးပွားသွားရင်တော့နောင်လည်းပဲပူလောင်ရပါတယ်ဆင်းရဲရပါတယ်ပြုမှားလေခြင်းပြောမှားလေခြင်းဆိုတဲ့နောင်တတွေနဲ့ပြုမှားပြောမှားတွေကကြီးရင်ကြီးသလောက်ကိုယ့်ဘဝကြီးပူလောင်ရဆင်းရဲရတာတွေမကြီးပေဘူးလားကြီးမယ်ဟုတ်ရလားဒါကြောင့်ချမ်းသာခြင်းရတဲ့ပုဂ္ဂိုလ်တွေတနည်းချင်းတော့ဆင်းရဲဝေးခြင်းရတဲ့ပုဂ္ဂိုလ်တွေဆင်းရဲကိုဖြစ်စေတတ်တဲ့ဒီမကောင်းတဲ့စိတ်ဓာတ်တွေကိုဝေးစွာရှောင်ဖို့မလိုဘူးလားလိုတယ်မကောင်းတဲ့စိတ်ကိုဘာလို့ရမလဲဝေးစွာရှောင်ရမယ်ဝါတိသောဝပယမကောအပတ္တတောမဟာတနောဝေတံစီဝိတုကာမောဝပါပါဏိပရိဝိဇ္ဇေမြတ်စွာဘုရားကဥပမာလေးနဲ့ပြောတာဗျမကောင်းတဲ့စိတ်တွေဘလောက်ကြောက်ရမလဲဆိုလို့ရှိရင်ပစ္စည်းဥစ္စာတွေအများကြီးပါတဲ့ကုန်တယ်ကြီးတယောက်ဟာတခိုးတွေဓမြတွေရှိတဲ့လမ်းကိုရှောင်တယ်လို့မျိုးတဲ့ပေးတဲ့ဥပမာဟုတ်လားပစ္စည်းဥစ္စာတွေများပြီးတော့အဖို့နေတဲ့တခိုးကုန်တယ်ကြီးတွေဟမ်တခိုးတွေဓမြတွေတိတ်ဆိုးတဲ့လမ်းကိုရှောင်တယ်လို့မျိုးအသက်ရှင်လို့မတည်လို့တဲ့ပုဂ္ဂိုလ်ဟာအစိတ်ကိုရှောင်တယ်လို့မျိုးမကောင်းတဲ့စိတ်တွေကိုမဖြစ်အောင်ကြိုးစားရမယ်လို့မြတ်စွာဘုရားမဟုတ်ဘူးလားဟောတယ်ဒါကြောင့်ဒါကတော့ဦးဇင်းတို့တရားရဲ့ပထမပိုင်းပေါ့ဆင်းရဲဝေးနေတယ်ဆိုလို့ရှိရင်မကောင်းမှုနဲ့ဝေးအောင်ကြိုးစားရမယ်မကောင်းမှုနဲ့ဝေးနေတယ်ဆိုရင်မကောင်းတဲ့စိတ်တွေမဖြစ်ဖို့ကြိုးစားရမယ်ဟုတ်ရဲ့လားသစေဘာယထဒုက္ခတာသစေဟောဒုက္ခမပ္ပိယမဟာကထပါပကံကမ္မအာဝိဝါယတိဝါရဟောဆင်းရဲကိုကြောက်တယ်ဆိုလို့ရှိရင်မကောင်းမှုကိုကြောက်ရမယ်လို့မြတ်စွာဘုရားအဲ့လိုဟောတာဒီလေဘာကိုကြောက်ရင်ဘာကိုကြောက်ရမယ်ဆင်းရဲကိုကြောက်တယ်ဆိုရင်မကောင်းမှုကိုကြောက်ရနော်ဆင်းရဲကိုကြောက်တယ်ဆိုရင်မကောင်းမှုကိုကြောက်ပြီးတော့လူရှိမှာပဲဖြစ်စီကိုယ်ရမှာပဲဖြစ်စီမကောင်းမှုကိုမလုပ်ပါနဲ့အဲ့ဒီမကောင်းမှုတွေမဖြစ်ဖို့ဆိုတာကမကောင်းတဲ့စိတ်တွေမဖြစ်မှတာနဲ့မကောင်းမှုတွေမဖြစ်မှာ
မကောင်းတဲ့စိတ်တွေဖြစ်လာရင်တော့အဲ့ဒါတွေကထိမ့်မနိုင်လို့ရှိရင်အပြောတွေအပြုတွေဖြစ်ချင့်ပွားကူးဆက်ပြီးတော့မသွားပြီဘူးလားသွားမယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဆင်းရဲခြင်းရဲ့လက်တွေတရားခံအရင်အမြစ်တွေမကောင်းသောစိတ်သို့သောစိတ်နားလည်ထားကြရမှာဟုတ်လားဒါကဥစဉ်တို့အဲ့ဒီဂါထာကိုလည်းဟောရောတတ္တဝါပေါင်းများစွာကျွတ်တန်းဝင်ကြတယ်လို့ဟုတ်လားရှမကဝတ်ရဲ့ပထမဦးဆုံးရှက်ဖို့ပါမတိဝတ္ထုတဲ့ဟုတ်ရမယ်နောက်ဦးဇင်းတို့ဒုတိယဂါထာကလေးစောစောကအကျဉ်းလေးပြောပြီးသားနော်အဲ့ဒီဂါထာလေးဘာကြောင့်ဟောရတယ်လဲဆိုတာကိုဆက်ပြီးတော့ပြောရအောင်မနောပုဗ္ဗေနမဓမ္မမနောတိက္ခာမနောမယံမနတာစီပတန်နေနာဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိဆာယဝအနုပါယိနိကောင်းတဲ့စိတ်တွေကိုအခြေခံပြီးတော့ပြောကြမယ်ပြုကြမယ်ဆိုလို့ရှိရင်အဲ့ဒါလိုကောင်းတဲ့စိတ်နဲ့ပြောတဲ့ပြုတဲ့ပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာဒုက္ခတွေဟာအစင်လိုက်ပါလေဥပမာမိမိရဲ့ဒီတည်းမှတ်မိဘူးလားမိမိရဲ့ရုပ်ဒီမိမိရဲ့နောက်ကိုအစင်လိုက်တယ်လို့မျိုးချမ်းသာဒုက္ခတွေကပါလေအစင်လိုက်မယ်အဲ့ဒီဂါထာကိုမြတ်စွာဘုရားဘာကြောင့်ဟောလဲဆိုတော့ဦးဇင်းတို့သာဝတိမြို့မှာပဲတထေးတူရှိတယ်သူ့ရဲ့နာမည်ကတော့တော်တော်အယုတ်ဆိုးတယ်အဒိဏပုပ္ပကတခါမှသူများကိုမပေးဘူးတဲ့ဆိုတဲ့ဟုတ်လားနော်ရှိမှလူရောင်မယ်ရှိတာဒီတာနဲ့ဘဝရဲ့အနှစ်သာရလို့သူခံယူထားတဲ့သဘောပေါ့ဟုတ်လားတခါမှသူများကိုမပေးဘူးနှမျောတာပေါ့တအားနှမျောတာပေါ့တထေးကြီးရဲ့နာမည်ဒါသူ့အမေကမှဲ့တာတော့ဟုတ်မှမတူပါဘူးဘေးကနေဝိုင်းပြီးတော့ပေးထားတဲ့နာမည်ပဲဖြစ်မှာအဒိဏပုပ္ပကတဲ့တခါမှမပေးဘူးတဲ့လူတဲ့သူ့မှာအင်မတန်ချစ်မြတ်လို့တဲ့သားလေးတစ်ယောက်ရှိတယ်အဲ့ဒီသားလေးရဲ့နာမည်ကမထကုံတလီမထကုံတလီဆိုတာကနားမှာပန်ထားတဲ့နှကောင်းကုံတလဆိုတာနှကောင်းပါခြေတုံးကယောက်ျားတွေလည်းနားမှာနှကောင်းပန်တာကိုတဲ့အဲ့ဒီနှကောင်းကတော်တော်ထူးဆန်းတယ်ဘာလို့ဆိုတော့ပရိန်တွေကခုတ်ပေးထားတာမဟုတ်တတိကြီးကနှမျောလုံးလို့လက်ခကုံမှာဆိုလို့သူ့အိမ်မှာရှိတဲ့ရွှေသူ့သူနှကောင်းသူ့ခုတ်ပြီးတော့သားကိုပန်ပေးထားတာအဲ့လောက်ထိနှမျောတယ်အဲ့ဒီသားလေးအရွယ်ရောက်လာတော့16နှစ်သား19နှစ်သားလေးရောက်တော့ယောဂဝေဒနာတစ်ခုဆွဲကပ်အဲ့ဒီလိုယောဂဆွဲကပ်တော့မေဖြစ်တဲ့လူကစိတ်ပူတယ်ဘယ်နဲ့လို့မလို့စိတ်ကူပေးရတာသားလေးကိုအဲ့တော့တတိကြီးကဘာပြောလဲဆိုတော့မင်းကငါ့ကိုပစ္စည်းဥစ္စာတွေကုန်အောင်ပြောနေတာလားပစ္စည်းဥစ္စာကုန်အောင်ပြောနေတာမဟုတ်ဘူးသားဒီမှာယောဂဝေဒနာဆွဲကပ်နေတယ်ဘယ်နဲ့လုပ်လဲဒီကွာငါကြံမအောင်မယ်ဖာမအောင်မယ်ဆိုတော့သူဘာလုပ်လဲဆိုတော့သိစရာတွေလိုက်ပြီးတော့မေးဒီလိုယောဂဆွဲကပ်ရင်အဲ့ဒါဘယ်လိုစီးကိုပေးရမလဲအဲ့တော့ဟိုကလည်းပေါ့ပဲပြောမှာပေါ့ပဲတိမြေအတိဥတွေတိရွတ်တွေနဲ့ပေါင်းပြီးတော့ထောင်းထုပြီးတော့အဲ့ဒီဥစ္စာကိုတိုက်လိုက်တယ်ဒီလိုပဲပြောမှာပေါ့ပြောတော့အဲ့ဒါတော်အဲ့လိုတော်ဆရောစစင်းဒီကလေးတွေတော့သူပေါ်ပြီးတော့သားကိုတိုက်တယ်ကျွေးတယ်ယောဂကနောက်မဆုတ်အဲ့လိုနဲ့တဖြည်းဖြည်းနဲ့ယောဂကကျွန်းသွားတဲ့အနေအထားကိုရောက်တယ်လုံးဝကုလို့မရတဲ့အနေအထားအဲ့ဒီကြတော့သေးစရာပင့်ပြီးတော့အိမ်ကိုခေါ်ပြီးတော့ကုတော့သေးစရာကမရတော့ဘူးဆိုတာကိုသိတော့ဒီပြင်ဆရာကသာပင့်မှာဆိုတော့လက်လျှော့ပြီးတော့ပြန်သွားတယ်အဲ့ဒီမှာတတိကြီးကလည်းရိပ်မိတယ်ငါသားလေးတော့တေတော့မှာပဲအဲ့ဒါကိုပဲသူကနှမျောတဲ့စိတ်တွေကနှွမ်းမှုနေသေးတယ်ငါသားကိုအိမ်ထဲမှာထားလို့ရှိတယ်လူမမာလာမေးတဲ့လူတွေကငါရဲ့အိမ်မှာရှိတဲ့ပစ္စည်းတွေကိုမြင်ရင်ချေးကြငှားကြရင်ဒုက္ခအဲ့ဒါကြောင့်ငါရဲ့သားကိုအိမ်ပြင်ဘက်ကိုထုတ်မှဖြစ်မင်းလို့ဆိုပြီးတော့သားကိုအိမ်ပြင်ဘက်ကိုထုတ်အဲ့ဒီမှာအိမ်ပြင်ဘက်မှာဂရင်ကလေးချပြီးတော့လူမမာသားကိုအဲ့ဒါလိုထုတ်တာအဲ့ဒီလိုအချိန်မှာပဲမြတ်စွာဘုရားကလောကဓာတ်ကြီးကိုကြည့်တော့ဘာကောင်းမှုကုသိုလ်မှလည်းမရှိဘူးဒီအမျိုးကောင်းသားလေးငါသွားပြီးတော့ငါရဲ့ယူပကာရတော်ကိုပြလို့ရှိရင်သူ့မှာကြည်ညိုနိုင်တဲ့စိတ်ကြည်လင်နိုင်တဲ့စိတ်ဖြစ်မှာအဲ့ဒါဆိုရင်အဲ့ဒီကြည်လင်တဲ့စိတ်ကလေးကိုအကြောင်းပြုပြီးတော့သူကောင်းတဲ့ဘဝလေးကိုတော့ရမယ်ဆိုတာကိုမြင်လို့အနာဂတ်ကိုကြိုးပြီးတော့မြင်လို့မြတ်စွာဘုရားကအဲ့ဒီလမ်းလေးကိုကြွန့်သွားအဲ့ဒီဒီမှာဒီတတိသားလေးကအိမ်ဘက်ကိုခေါင်းတယ်ပြီးတော့လမ်းကိုကြောပေးပြီးတော့အိတ်နေတာအဲ့ဒါကိုမြတ်စွာဘုရားကတဏှာလုံးလို့ရောင်ကြီးတော်တွေကိုသူ့တွေကိုလှမ်းပြီးတော့လွှတ်လိုက်အင်မတန်လှပတဲ့အကြောင်းလေးကိုမြင်တော့ဘယ်ကလာလဲမသိဘူးဒီအကြောင်းလေးကအဲ့ဒါနဲ့ရောင်ကသူ့ရဲ့နောက်ကျောကလာတယ်ဆိုတော့သူနောက်သားလေးအားယူပြီးတော့ဝ
ကွယ်လွန်ကနီးနော်ဘယ်လိုမှသူမလှုပ်နိုင်တော့ဘူးတိတ်ပြီးတော့အားယူပြီးတော့အသာလေးကြည့်တော့မြတ်စွာဘုရားရဲ့ယူပကာရတယ်သူမြင်တော့ကြည်စမ်းပါသုံးလောကထိုတာမြတ်စွာဘုရားရဲ့ယူပကာရတော်ကိုမြင်တာနဲ့ဒါဒီဒေါမဒေါသမောဟလုံးဝမကောင်းတဲ့ကိလေသာအစိတ်ပိုင်းအကုန်လုံးပြင်းစင်လို့ဒီလောက်တန်ရှင်းစင်ကြယ်တဲ့ရုပ်ရည်ဆိုတာလည်းသူသိဟုတ်လားအဲ့ဒီမှာသူအလုံးကြီးမျိုးငါဒီအင်မတန်မိုက်တဲ့ငါရဲ့အဖေကိုအကြောင်းပြုပြီးတော့ဒီလောက်ကြည်ညိုစရာကောင်းတဲ့မြတ်စွာဘုရားကိုငါမဖူးမြော်ခဲ့ရဘူးငါမြတ်စွာဘုရားကိုကြည်ညိုလိုက်တာအဲ့ဒါလို့မြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်သူ့တန်တမှာအင်မတန်အေးချမ်းသွားတဲ့စိတ်အဲ့ဒီစိတ်ကလေးလည်းဖြစ်ပြီးဆိုတော့မြတ်စွာဘုရားကဒီလောက်ဆိုရင်လုံလောက်ပြီးပြီဆိုပြီးတော့ပြန်ကြွသွားအဲ့ဒီကြည်လင်တဲ့စိတ်ကလေးရှိနေသေးမှာသူသုတိစိတ်ကျင်တယ်အဲ့ဒီကလေးကအဲ့ဒီတော့သူတာဝိနာနဲ့ပြည်ကိုရောက်တယ်ရောက်တဲ့အခါကျတော့ဒီလောက်ကြီးကျယ်တဲ့ကြီးလင်ဟာငါဘာကြောင့်ရတယ်လဲအဲ့ဒီမှာမြတ်စွာဘုရားပေါ်မှာကြည်လင်တဲ့စိတ်ကြောင့်ကြည်ညိုတဲ့စိတ်ကြောင့်ရတယ်ဆိုတာကိုသိတော့မြတ်စွာဘုရားကိုအတိုင်းထက်အလွန်သူအင်မတန်ကြည်ညိုတယ်ကြည်ညိုတာနဲ့တကယ်နဲ့ဒီသူဘာစဉ်းစားလဲဆိုတော့ငါရဲ့အဖေကိုငါသွားပြီးတော့တတိတရားတွေရအောင်ငါကြိုးစားအောင်မယ်ဆိုပြီးတော့သူလူပြည်ကိုဆင်းလာအဲ့ဒီအချိန်မှာသူ့ဖေကဘာလုပ်နေလဲဆိုတော့သူသားအလောင်းမြုပ်ထားတဲ့သင်္ချိုင်းမှာတူရီတော်သားလေးဘယ်မှာလဲတူရီတော်သားလေးဘယ်မှာလဲရင်ဘတ်စီဒီအကြီးအကျယ်သူကငိုနေတာအသက်ရှင်တုန်းကတော့နှမျောရခေါင်းမှမသိဘူးသိသွားတော့မှသူတကယ်နှမျောတာပြီးတဲ့လူတွေဟာနော်အဲ့ဒီတထေးကြီးလို့တော့မဟုတ်ဘူးပေါ့သို့တော့အဲ့ဒီတထေးကြီးနဲ့ခတ်ဆင်နေလည်းအများကြီးရှိတယ်လို့ထင်တာပဲဦးဇင်းကတော့အတူတူနေတော့ကတော့တန်ဖိုးထားရောက်ဘာမှမသိဘူးတဇူဇူတအောင်နဲ့ဟုတ်လားတယောက်နဲ့တယောက်သိမ့်မတည့်ရဘူးဟာတကယ်လည်းမရှိတော့ဘူးဆိုတော့မှယူကျုံမရဖြစ်တဲ့လူတွေအများကြီးမရှိဘူးလားဒါကြောင့်တစ်ချိန်ချိန်မှာကွဲကြရမှာကွာကြရမှာတထင်ကလေးတခဏလေးအတူတူနေကြရတာဆိုတာကိုတတိထားမိလို့ရှိရင်အတူတူနေရတဲ့အချိန်လေးတွေကိုတန်ဖိုးထားမှာခုလူတွေဟာတယောက်နဲ့တယောက်မေတ္တာကတိတ်ခေါင်းမာတဲ့အတွက်ကြောင့်အတူတူနေရတဲ့အချိန်လေးတွေကိုတန်ဖိုးရှိတယ်လို့မအောင်မိဘူးဟုတ်ရလားဒါကြောင့်တေခြင်းတရားကိုစဉ်းစားရင်အတူတူနေရမယ့်အချိန်လေးတွေကိုတန်ဖိုးထားရကောင်းမှမဖြစ်လာတယ်သိလာမှာအဲ့ဒါနဲ့အဲ့ဒီနတ်သားကမိုက်လိုက်တဲ့သူငါအသက်ရှင်တဲ့နှုန်းကတော့ရှင်းခုရကောင်းမှမသိသိတော့မှနှမျောတတ်မှုအားကြီးစွာနဲ့ငိုးနေတာငါသွားပြီးတော့သူ့ကိုတံဝေကရစီမယ်ထိတ်လန့်စီမယ်ဆိုပြီးတော့အဲ့ဒီနားမှာသူ့ရဲ့ငကိုယ်တုံးကရုပ်ရည်လေးနဲ့တူအောင်သူလူလေးလိုဖန်ဆင်းနော်ဒါပေမဲ့သူသားလို့လည်းပဲသူအတိအကျလည်းမပြောနိုင်ဘူးသူသားကသေးနေပြီလေအဲ့မှာအရှင်ဘောကရုပ်ရည်မျိုးပုံစံလေးနဲ့ဒါပေမဲ့အဲ့ဒီဘောမှာသူတော်တော်လေးပို့ပြီးတော့လှလှပပသူကအဲ့ဒီမှာအဝတ်အစားတွေကလည်းအကြောင်းလေးပါတွေတောက်နေတယ်လို့ဆိုတယ်အဲ့မှာသူအံ့ဩပြီးတော့ကြည့်နေတော့သူကလည်းသူသားကိုတန်းတပြီးတော့ငိုတယ်အဲ့ဒီကြည့်နေတဲ့အဲ့ဒီကလေးကလည်းပဲအံ့ဩစရာငိုနေတယ်လေအဲ့ဒီနတ်သားကလူတင်ဟာဆောင်းပြီးတော့ဘာလုပ်နေတယ်ငိုနေတော့သူမငိုစီခြင်းဘူးဒီတထေးကြီးကသူသားလေးနဲ့တူတာဆိုတော့သူမငိုစီခြင်းဘူးအဲ့ဒါနဲ့သူကလူတင်မောင်မင်းဘာလို့ငိုနေတာတော့မင်းပြောစမ်းမမင်းငိုခြင်းရဲ့အကြောင်းပြောစမ်းမအဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီကလေးကပြောတယ်တဲ့ဖခင်ကျွန်တော်ငိုနေတာကကျွန်တော်မှာအင်မတန်လှပတဲ့ယထာကြီးတစ်တင်းရှိတယ်ဒါပေမဲ့အဲ့ဒီယထာတစ်တင်းမှာဘိန်းမပါဖြစ်နေတယ်ဘိန်းကကျွန်တော်တိတ်မကြောက်ဘူးတဲ့အဲ့ဒီဘိန်းတစ်စုံကိုရချင်လို့ကျွန်တော်ငိုနေတာကျွန်တော်ယထာအတွက်တက်ဖို့အတွက်အင်မတန်ကောင်းတယ်ဘိန်းတစ်စုံကိုရချင်တယ်အမင်းဘိန်းတစ်စုံကိုရချင်လို့ငိုတယ်ဆိုရင်ငါပေးမယ်တဲ့သူမြစ်တာတွေတော်တော်ဖြစ်နေတာနော်အဲ့ဒီကလေးကိုမြင်ပြီးတော့ဟုတ်လားမင်းရွှေဘိန်းကိုရချင်သလားငွေဘိန်းကိုရချင်သလားဟုတ်စောစောတုန်းကတော့တအားနှမျောတာနော်အခုကျတော့ဗာလဲမနှမျောဘူးနော်မင်းရွှေဘိန်းကိုရချင်သလားငွေဘိန်းကိုရချင်သလားကျုံမင်းကြိုက်တဲ့ဘိန်းကိုပြောအဲ့လိုပြောတော့အဲ့ဒီကလေးကဟာခင်နဲ့ကျွန်တော်ရွှေဘိန်းနဲ့မရချင်ငွေနဲ့လုပ်ထားတဲ့ဘိန်းနဲ့မရချင်ဘူးကျွန်တော်ရချင်တဲ့ဘိန်းကဗာလဲဆိုတော့ကောင်းငင်နေ့တလက်ညတလက်နေ့မှာထွက်နေတဲ့နေမင်းကြီးညမှာထွက်နေတဲ့လမင်းကြီးအဲ့ဒီဝိုင်းဆက်နေတဲ့နေနဲ့လဘိန်းစုံလုပ်ပြီးတော့တက်ပြီးတော့စီးကျင်တာတဲ့အဲ့ဒီနေနဲ့လကိုရှောင်းအောင်ယူပေးပါအဲ့ဒီတော့မှဒီကောင်ယူညမ်းနေလားမသိဘူးဘောတကားကြီးကဟုတ်လားအမောင်းနဲ့မင်းဘယ်လိုပြောတာလဲမင်းစိတ်ကောကောင်းလားပေါ့နေနဲ့လကိုမင်းယူနိုင်တယ်လို့မင်းဘယ်လိုလုပ်ချင်လဲမင်းလူမိုက်ပဲ
အချီချပြောနေတာအဲ့ဒါကိုပြောတော့မှဖခင်နဲ့ကျွန်တော်ရခြင်းနဲ့နေနဲ့လဆိုတာကမျက်စိနဲ့မြင်ရပါလေအခုဖခင်တန်းတာပြီးတော့ငိုးနေတဲ့မထကုံကလေးသတို့သားကမျက်စိနဲ့တော့မမြင်ရတော့ဘူးတဲ့မြင်တာကိုရခြင်းတဲ့လူနဲ့မမြင်ရတော့တာကိုရခြင်းတဲ့လူဘယ်သူကပိုမိုက်မလဲတဲ့အဲ့ဒီတော့မှမြားဦးကသူ့စီပြန်လှည့်လာဟုတ်အဲ့ဒီကြတော့မှငါကပိုမိုက်တယ်သူတွေးမိတော့ဟုတ်တယ်မို့နေနဲ့လာကိုလိုချင်တော့ငိုတဲ့လူချင်းမမြင်ရတော့တယ်ဘယ်တော့မှပြန်မရနိုင်တော့တဲ့ငါသားအတွက်ငါစိုးရိမ်နေတာငါကပိုမိုက်တာပေါ့အဲ့ဒါကိုတွေးမိတာနဲ့တပြိုင်နက်တည်းသူ့မှာစိုးရိမ်တာတွေငိုချင်တာတွေဘာမှမရှိတော့ကျေးဇူးတင်လိုက်တာလူလည်းမင်းညောင်မို့လို့ငါတန်တမှာရှိတဲ့သောကပရိဒေဝတွေလုံးဝမရှိတော့အဲ့ဒါမင်းကငါသိပ်ပြီးတော့ကျေးဇူးတင်တယ်မင်းမတူတယ်လို့အဲ့ဒီကြမှာမေးတာမင်းနဲ့လည်းသူသိပ်မတူဘူးလို့လည်းခံမရတယ်ဘာလို့ဆိုမင်းဟာနတ်လားဂန္ဓပလနဂါလားဂလုံလားအဲ့ဒါလို့သူကမေးတာကိုမေးတော့မှဖခင်တဲ့ကျွန်တော်ဟာအရင်ဘဝကဖခင်ရဲ့သားပါလို့သူဖြစ်ကြောင်းကုန်အကုန်ပြန်ပြောတယ်အော်တယ်အဲ့ဒီကျမှပို့ပြီးတော့အော်တယ်မင်းမှာဒါနာလည်းဘာမှပြုခဲ့တာမဟုတ်တီလာလည်းစောင့်တည်ခဲ့တာမဟုတ်မင်းမှာဘာကုသိုလ်မှမရှိဘဲနဲ့မင်းနတ်ဖြစ်တယ်ဆိုတော့အော်စရာပဲတဲ့မင်းမှာဘာကုသိုလ်ရှိလို့လဲအဲ့ဒီတော့မှသူကပြန်ပြောပြမြတ်စွာဘုရားရဲ့ယူပကာရတော်ကိုဖူးမြော်ရတော့တပင်ကတခဏကြည်ညိုတဲ့စိတ်ကိုအခြေခံပြီးတော့သူဒီနတ်ဘဝကိုရခဲ့တဲ့အကြောင်းအော်တယ်အဲ့ဒီမှာတတိယကြီးကငါတဲ့ဒီရှိမှာငါအဲ့ဒီမြတ်စွာဘုရားကိုငါကိုးကွယ်တော့အဲ့ဒီတော့မှသားဖြစ်တဲ့နတ်သားတစ်ဖြစ်လဲကသူ့ကိုဆုံးမဟောင်းနေတဲ့မြတ်စွာဘုရားတရားတန်ခါစေတနာမြတ်သုံးပါးကိုကိုးကွယ်ပြီးတော့အာမတေလကိုပြည့်စုံအောင်ဖခင်စောင့်ထိန်ပါလို့အဆုံးအမပေးပြီးတော့နတ်ပြည်ကိုပြန်သွားအဲ့ဒီမှာနောက်နေ့လည်းရောက်ပြီဆိုတော့ဘုရားမှုရှိတဲ့သံဃာတော်တွေကိုအိမ်ပြန်တတိကြီးကအဲ့ဒီမှာပေးသက်တွေကြားထဲမှာမင်းရမှာဗျဘာမေးတယ်ဆိုတော့မြတ်စွာဘုရားတဲ့တစ်စုံတစ်ခုသောကောင်းမှုကိုမှမပြုပါသေးနဲ့တက်ကြည်ညိုတဲ့စိတ်ကြည်လင်တဲ့စိတ်ကလေးတစ်ခုလေးနဲ့တတဝါတဦးတယောက်ဟာနတ်ဖြစ်နိုင်တယ်ဆိုတာဟုတ်နိုင်မှာမလားအဲ့ဒီလိုမေးတော့မြတ်စွာဘုရားတတိကြီးတဲ့သင်ကိုယ်တိုင်ပဲတင့်ရဲ့သားကိုသင်ချိုင်းမှာတွေ့ခဲ့ပြီမဟုတ်လားတဲ့အဲ့မှာသူကလည်းအော်တယ်မတို့သားအဖစကားပြောတာကိုဒီမြတ်စွာဘုရားဘယ်လိုလုပ်သိလဲပေါ့အဲ့ဒီမှာမြတ်စွာဘုရားကအသင်တို့အချီအချပြောခဲ့တဲ့စကားတွေဒါတွေမဟုတ်လားလို့အကုန်လုံးရွတ်ပြဟုတ်ကြလားအဲ့ဒီမှာပေးသက်တွေလည်းအော်ပြီးတော့အဲ့ဒီမှာတချို့သောပေးသက်တွေကမယုံတကယ်ကတခဏလေးကြည်လင်တဲ့စိတ်ကလေးဒီလောက်ကောင်းတဲ့အကျိုးကိုပေးတယ်ဆိုတာဖြစ်နိုင်မှာမလားအဲ့ဒီလိုတန်တရားဖြစ်တော့ဒီတန်တရားတွေကိုပမြောက်အောင်ဆိုပြီးတော့အဲ့ဒီနတ်သားကအဲ့ဒီပေးသက်နာကိုဆင်းလာပြီးတော့ကြံ့ဒါကမြတ်စွာဘုရားလက်ထက်တော်ကအဖြစ်ပြက်ပေါ့နော်အဲ့ဒီမှာအလုံးသောပုဂ္ဂိုလ်တွေရဲ့တန်တမှာဖြစ်တဲ့တန်တရားတွေဟာကျင်းပြောက်တယ်အဲ့ဒီမှာပဲမြတ်စွာဘုရားကသောတော်တော်မှာဦးဇင်းတို့ပေးသက်ပေါင်းတော်ကောင်းတို့ကိုရှင်းပြခဲ့တဲ့ဒုတိယဂါထာကိုဟောတာဟုတ်ရလားမနောပုပ္ပေနမဓမ္မမနောတိထာမနောမေယံမနတာစီပတံနေနာဘာတတိဝါကရောတိဝါတတောနံဒုက္ခတတောနံဒုက္ခမနွေတိသာယဝအနုပါယိနိကြည်လင်တဲ့စိတ်ကလေးကိုအခြေခံလို့ပြောကြမယ်ပြုကြမယ်ဆိုရင်ထိုကဲ့သို့သောပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာဒုက္ခဟာအစဉ်လိုက်တယ်မိမိရဲ့အရေးသည်မိမိရဲ့နောက်ကိုအစဉ်လိုက်နေသလိုပဲလို့မြတ်စွာဘုရားအဲ့လိုမဟုတ်ဘူးလားဟောတယ်အဲ့ဒါလိုလဲဟောလိုက်ရောအဲ့ဒီနာမှာရှိတဲ့ပရိသတ်တွေအားလုံးဒီအသီးသီးသောမဉ္ဇဉ်ဘုံဉ္ဇဉ်ကိုရကြတယ်ဆိုပြီးတော့အဲ့ဒါဦးဇင်းတို့ရှမကဝက်ရဲ့ဒုတိယမြောက်မထကုံတလီဝတ္ထုတဲ့ဟုတ်ရဲ့နော်အေးအနှစ်ချုပ်လိုက်တော့ကောင်းတဲ့စိတ်တွေရှိမယ်ဆိုရင်အပြောတွေလည်းမကောင်းပြီဘူးလားကောင်းမယ်အလုပ်တွေလည်းမကောင်းပြီဘူးလားကောင်းမယ်အပြောတွေအလုပ်တွေကံတွေကောင်းပြီဆိုတော့အကျိုးပေးတွေကမကောင်းပြီဘူးလားကောင်းမယ်အဲ့တော့ဦးဇင်းတို့ကဒီကနေ့ညတရားကို၃ပိုင်းဟောမှလို့စိတ်ကူးထားတာဗျအခု၂ပိုင်းပြီးသွားပြီနော်မကောင်းတဲ့စိတ်တွေနဲ့လုပ်မယ်ပြောမယ်ဆိုရင်ဒုက္ခတွေမြဲတမ်းလို့တွေ့နေရလိမ့်ဟုတ်လားစိတ်ဆိုးရင်ကံဆိုးတယ်ကံဆိုးရင်အဖြစ်ဆိုးတယ်တရားရဲ့ပထမပိုင်းနောက်တရားရဲ့ဒုတိယပိုင်းကတော့စိတ်ကောင်းရင်ကံကောင်းတယ်ကံကောင်းရင်အကျိုးပေးကောင်းတယ်နောက်ဆုံးနိဗ္ဗာန်ထိအောင်ကောင်းမယ်ဒါကြောင့်ဘဝမှာအရေးအကြီးဆုံးကမကောင်းတဲ့စိတ်တွေမိမိတန်တန်မှာမဖြစ်ရေး
ကောင်းတဲ့စိတ်တွေမိမိတန်တာမှာဖြစ်ရင်းဒီအရေးအကြီးဆုံးပဲခုတရားဘာဝနာတွေအားထုတ်တယ်ဆိုတာလည်းပဲမိမိရဲ့စိတ်မကောင်းတဲ့စိတ်တွေပြင်းတဲ့ပြင်းနဲတဲ့နဲသွားဖို့ဆိုပြီးတော့ရည်ရွယ်ပြီးတော့လုပ်ကြတယ်ကိုယ်တန်တာမှာတရားတွေဘလောက်မရှိဘူးရှိတယ်ဆိုတာကိုတိုင်းတာခြင်းနဲ့ဆိုရင်အကောင်းဆုံးပေတံပြီငါတန်တာမှာမကောင်းတဲ့စိတ်တွေဘလောက်ရှိလို့ဘလောက်နှိမ့်သွားပါလဲဆိုတာဒီအကောင်းဆုံးပေတံပဲအဲ့ဒီပေတံနဲ့တိုင်းရမှာနော်အေးအလိုရမက်တွေအများကြီးကြီးနေသေးတယ်မကျေနပ်မှုတွေမုန်းတီးမှုတွေနာကျင်မှုတွေကရှိနေသေးတယ်မနာလိုမှုတွေဝန်တိုမှုတွေပြိုင်ဆိုင်မှုတွေရှမ်းရှမ်းတက်နေသေးတယ်ဆိုရင်ကိုယ်တန်တာမှာတရားနည်းနေသေးတယ်လို့အောက်မေ့လို့မရဘူးလားအေးအဲ့ဒါလို့စိတ်ရဲ့အညစ်အကြေးတွေမရှိဘူးဆိုလို့ရှိရင်တနည်းအားဖြင့်မကောင်းတဲ့စိတ်တွေနည်းတယ်ကောင်းတဲ့စိတ်တွေအဖြစ်များတယ်ဆိုရင်ဩငါတန်တာမှာထိုက်တဲ့တရားလေးပြိမ့်နေကိုလို့သိလို့မရဘူးလားတရားတွေအဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ကတရားရဲ့ဒုတိယပိုင်းအနေနဲ့ဗာဆက်ပြီးတော့ပြောခြင်းတရားရဲ့တတိယပိုင်းအနေနဲ့ဗာဆက်ပြောခြင်းလဲဆိုတော့အဲ့ဒါလို့မကောင်းတဲ့စိတ်တွေမိမိတန်တာမှာနည်းတဲ့နည်းဖို့ကောင်းတဲ့စိတ်တွေမိမိတန်တာမှာများတဲ့များဖို့ဘယ်လိုလုပ်ကြမလဲဆိုတာလေးကိုဦးဇင်းတို့ညီကုန်းပိုင်းအနေနဲ့ပြောကြရမှာဟုတ်လားအေးမကောင်းတဲ့စိတ်တွေနည်းပြီးတော့ကောင်းတဲ့စိတ်တွေများခြင်းလို့ရှိတယ်ဦးဇင်းတို့5မျိုးလောက်ပြောခြင်းတယ်နီး5တီးလောက်ဟုတ်လားမြတ်စွာဘုရားကတော့နီးပေါင်းများစွာမဟုတ်ဘူးလားဟောတာဗောဗျာကမ္မထနီးပေါင်း40ဆိုတာကြားမှုတယ်မဟုတ်လားအေးမဟာသမုဒ္ဒရာကြီးဒီကိုရောက်ချင်ရဒီစိတ်ကန်းကလည်းသွားလို့ရတယ်ဟိုဘက်စိတ်ကန်းကလည်းသွားလို့ရတယ်ကြိတ်တဲ့နေရာကလည်းသွားလို့ရတယ်လူရင်းကတော့ဒီမဟာသမုဒ္ဒရာကိုရောက်ဖို့ပဲမဟုတ်လားဟင်ရောက်ဖို့ပဲမဟုတ်လားအေးနီးလမ်းပေါင်းများစွာမရှိဘူးလားရှိတယ်သူအရင်တော့ကနီးဘယ်နှနီးလောက်ပြောမယ်9နီးလောက်ပြောကြည့်ပထမနီးကပါလဲဆိုတော့မိမိရဲ့တန်တာမှာမကောင်းတဲ့စိတ်တွေဝင်လို့စိတ်ဓာတ်တွေညှဉ်းနှွမ်းနေတယ်စိတ်ဓာတ်တွေလေးလံနေတယ်ထိုင်းပိုင်းနေတယ်ပူလောင်နေတယ်ကိုသိပါတယ်ဟုတ်လားအဲ့လိုမျိုးငါစိတ်တွေတိတ်ကောင်းမှုစိတ်ညစ်နေတယ်ဆိုလို့ရှိရင်အသက်ကလေးပြင်းပြင်းလေးတစ်ချက်လောက်ရှူပြီးတော့ကိုယ့်ရဲ့ခေါင်းပေါ်နှစ်ဖူးပေါ်ကိုကိုယ်ဝယ်တဲ့မြတ်စွာဘုရားကိုစိတ်ကူးလေးနဲ့ပင့်ပြီးတော့ဟုတ်လားတို့ကိုယ်ဝယ်တဲ့ငါကိုယ်ဝယ်တဲ့မြတ်စွာဘုရားဒီအလိုဆန္ဒတွေဘာမှမရှိတော့ဘူးမကျေနပ်မှုတွေစိတ်ဆိုးမှုတွေစိတ်ပြတ်မှုတွေဒေါသတွေလည်းဘာမှမရှိတော့ဘူးမသိတဲ့မောဟတွေလည်းဘာမှမရှိတော့ဘူးစိတ်ရဲ့အငြိအကျေးကိလေသာပူလောင်မှုတွေဘာမှမရှိတော့ဘူးလို့မြတ်စွာဘုရားရဲ့ကိလေသာငြိမ်းတော်မူပုံလှမ်းပြီးတော့အာယုံပြုကြည့်လိုက်ဟုတ်လားတခါကြီးပိုင်မြဖယားဓာတ်ပေါ့နော်ဗုဒ္ဓဓာတ်ကိုမိမိတန်တန်မှာကူးဆက်စေတယ်လို့ခေါ်တယ်ဟုတ်လားမြတ်စွာဘုရားရဲ့ဓာတ်တတိတွေကိုမိမိရဲ့စိတ်နှလုံးထဲကိုကူးပြီးတော့ယူလိုက်တာဟုတ်လားစိတ်ကူးလေးနဲ့ဘုရားကိုပြက်အလေးချင်းလှုပ်သွားလို့ရှင်လွယ်မှာနော်အသက်ကလေးကိုပြင်းပြင်းလေးဝါအောင်ရှူပြီးတော့ဩငါတို့ကိုးကွယ်တဲ့မြတ်စွာဘုရားလောဘဒေါသမောဟအပူဓာတ်အလောင်ဓာတ်တွေလုံးဝကျင်းလို့တတိအေးချမ်းတည်ငြိမ်ကြည်လင်တဲ့စိတ်ရှိတော်မူပါတကားလို့အဲ့ဒါလိုလေးစဉ်းစားအာယုံပြုလိုက်တာနဲ့တပြိုင်တည်းမိမိရဲ့စိတ်ထဲမှာအေးချမ်းမှုမြတ်စွာဘုရားရဲ့ဓာတ်အထိုက်အလျောက်ဘာဖြစ်လာမလို့ကူးဆက်လာမယ်ဟုတ်ရလားတခါကြီးမိုက်များဒီလေသာဟုအပူခတ်သိမ့်အကုန်ငိမ့်တဲ့ဖြင့်အင်းငိမ့်ရှင်ဖြိုးနတ်လူမြမတတဝါပေါင်းလို့ရပူတော်သူကိုခံတော်မူခြင်းကထိုက်တန်တော်မူပါပေတော်မြတ်စွာဘုရားဟုတ်လားမြတ်စွာဘုရားမှာကိလေသာအပူဓာတ်တွေအလောင်ဓာတ်တွေဘာမှမရှိလို့ပဂတိအေးချမ်းပဂတိတန်ရှင်းစင်ကြယ်တဲ့စိတ်နှလုံးကိုပိုင်တော်မူလို့လူတွေနတ်တွေမြမတွေတတဝါတွေအားလုံးရဲ့ကိုယ်ွယ်ခြင်းပူဇော်ခြင်းကိုခံထိုက်တဲ့မြတ်စွာဘုရားမြင့်မြတ်လွန်းတော့ပူဇော်တိုက်တာဟုတ်ရလားအဲ့ဒီလိုမျိုးမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုကိုသိထားသလောက်ပေါ့နော်ဘေးဘက်တို့မှာအများကြီးသိမှာပါဟုတ်လားဦးဇင်းကအဲ့ဒါတွေကိုအခြေတုံးမပြောဘူးနော်အချိန်အနေထားရဟုတ်လားအဲ့တော့ပထမနည်းကမြတ်စွာဘုရားရဲ့ကောင်းတဲ့ဓာတ်တွေမြတ်စွာဘုရားမှာမကောင်းတဲ့ဓာတ်ရလို့မရှိတော့ဘူးဟုတ်လားအဲ့ဒါလို့အရဟံတဓာတ်ကိလေသာခန္ဓာငြိမ်းတော်မူတဲ့နော်အရဟံဂုဏ်ပေါ့နော်အဲ့ဒီဂုဏ်တွေကိုမိမိတန်တန်မှာရောက်စိတ်ကိုအာယုံပြုပြီးတော့ဓာတ်ကူးကြည့်တာပေါ့ဟုတ်လားအေးအဲ့ဒီနီးကလေးနဲ့ကြိုးစားမယ်ဆိုရင်ကောဒီကအမတို့ဦးဇင်းတို့တွေမှာအဲ့ဒီအခိုက်အတန့်အဲ့ဒီတည်ငါမှာစိတ်ကောင်းနှလုံးကောင်းလေးတွေရှိနေတယ်လို့ပြောလို့မရဘူးလားရတယ်အဲ့လိုဘုရားရဲ့ဂုဏ်ဘုရားရဲ့အကြီးအသွေးကိုအာယုံပြုနေတဲ့အချိန်မှာမကောင်းတဲ့အလိုဆန္ဒတွေမရှိဘူးဟုတ်လားမုန်းတီးမှုတွေနာကျင်မှုတွေမကျေနပ်မှုတွေရှိပါမလားမရှိဘူးမကောင်းတဲ့စိတ်တွေအဲ့ဒီအချိန်မှာလုံးဝမရှိဘူး
အဲ့ဒီအချိန်မှာကောင်းတဲ့စိတ်တွေပဲဖြစ်နေတယ်ဟုတ်ရဲ့နော်အဲ့ဒါဦးဇင်းတို့နံပါတ်1ဘေးသားပေါင်းသူတော်ကောင်းတို့လုပ်ရမယ်နီလန်းကလေးပေါ့ဟုတ်လားနောက်ဦးဇင်းတို့နံပါတ်2အဲ့ဒါကဘာလဲဆိုတော့မေတ္တာတရားနော်ငါဒီကျမ်းမာရေးကောင်းခြင်းနဲ့ချမ်းသာခြင်းနဲ့ဘေးအန္တရာယ်တွေကင်းခြင်းနဲ့အဲ့ဒါလိုပဲအလုံးသောတတ္တဝါတွေဟာလည်းပဲဘေးရန်ခတ်သိမ်းကင်းခြင်းညမှာပဲကျမ်းမာရေးကောင်းခြင်းညမှာပဲစိတ်လည်းချမ်းသာခြင်းညမှာပဲအဲ့ဒီတော့အလုံးသောတတ္တဝါတွေဘေးရန်ကင်းကြပါစေကိုကျမ်းမာကြပါစေစိတ်ချမ်းသာကြပါစေအစင်မပြေတာတွေဘာမှမဖြစ်ကြပါစေနဲ့လို့တတ္တဝါတွေရဲ့အပေါ်မှာကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ကိုအဲ့ဒါဘာခေါ်မလဲမေတ္တာလို့ခေါ်တယ်ဟုတ်လားကိုနဲ့တန်းတူထားပြီးတော့ကိုချင်းစာပြီးတော့ငါဒီချမ်းသာခြင်းတယ်လို့ငါဒီဒုက္ခကကြောက်တယ်လို့အလုံးသောတတ္တဝါတွေလည်းချမ်းသာခြင်းကြတယ်ဆင်းရဲခြင်းကကြောက်ကြတယ်ဒါကြောင့်အလုံးသောတတ္တဝါတွေဆင်းရဲကကင်းဝေးကြပါစေချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေပေးတဲ့မများဘူးဗျာ၃မျိုးလောက်နော်ဘေးရန်ကင်းပါစေကျမ်းမာရေးကောင်းပါစေစိတ်ချမ်းသာပါစေဒါဆိုရင်လုံလောက်တယ်မဟုတ်လားအေးဘေးရန်ကင်းပါစေကျမ်းမာရေးကောင်းပါစေစိတ်ချမ်းသာပါစေဟုတ်လားအဲ့ဒါလိုအားလုံးသောတတ္တဝါတွေရဲ့အပေါ်မှာအဲ့ဒါလိုအကျိုးလိုလားချမ်းသာစေလိုတဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တယ်အဲ့ဒီမေတ္တာစိတ်ကလေးကိုထက်ကြီးတလဲလဲမိမိတန်တန်မှာဖြစ်နေပွားယူရနော်မေတ္တာပို့တယ်ဆိုတာတဲ့မေတ္တာပွားတယ်ဆိုတာကိုဦးဇင်းကပို့ပြီးတော့သဘောကျတတ္တဝါပညာကိုတော့အာယုံပြုရမှာပေါ့နော်ဒီတတ္တဝါပညာကိုအာယုံပြုတယ်ဆိုတဲ့နေရာမှာလည်းပဲဟာအဲ့ဒါကြီးကိုအာယုံအကြီးအကျယ်ပြုနေတာကအဓိကမဟုတ်ဘူးအဲ့ဒီကိုအာယုံပြုထားတဲ့တတ္တဝါကိုချမ်းသာစေလိုတဲ့စိတ်ဖြစ်ဖို့ကအဓိကဟုတ်ရလားအဲ့ဒီချမ်းသာစေလိုတဲ့စိတ်ကိုပဲဘာလို့ခေါ်မလဲမေတ္တာလို့ခေါ်မယ်အဲ့ဒီမေတ္တာစိတ်ကလေးကိုဖတ်ကြည့်တလဲလဲဖြစ်အောင်ကြိုးစားဆိုလိုတာကအဲ့ဒီမေတ္တာစိတ်ပုံတူကလေးတွေကိုအခုဖြစ်ပြန်ပြီနောက်ထပ်ဖြစ်ပြန်ပြီနောက်ထပ်ဖြစ်ပြန်ပြီချမ်းသာစေလိုတဲ့စိတ်ကလေးကိုထပ်ပြီးတော့ဖြစ်အောင်ဘာလို့မှလဲကြိုးစားအဲ့တော့မေတ္တာတွေမိမိတန်တာမှာများလာဟုတ်လားအဲ့ဒါလိုမေတ္တာတွေများလာလို့ရှိရင်တော်ယုံတန်ယုံအစင်မပြေတာကြောင့်စိတ်ဟာမြင့်မတော်တော်ယုံတန်ယုံမုန်းစရာကြောင့်လည်းမုန်းဘူးလောကကြီးကိုအင်မတန်အကောင်းမြင်တဲ့အင်ချီလင်းနော်ကိုမြင်တယ်လို့မြင်ကြတာနော်တခါကြီးဒီမိုင်းများလောကကြီးကိုတချို့ကအမြင်နဲ့မကောင်းတာအကြည့်မြင်ပြီးတော့တဇူးအောင်ရှိနေတဲ့လူတွေမရှိဘူးလားတချို့ကလောကကြီးကိုကြည့်ပြီးတော့အမြဲတမ်းပြုံးနေတဲ့လူတွေကမရှိဘူးလားခုဆိုကြပါစို့ဒကာဓမ္မတို့ဦးဇင်းတို့ဥပမာပြောမယ်မြတ်စွာဘုရားကတော့လောကကြီးကိုဘယ်လိုမြင်တာလဲဆိုတော့အကုန်လုံးသနာစရာလို့လောကကြီးကတော့ဒါပဲနော်လောကကြီးဆိုတာတတ္တဝါတွေကိုယူရပြောတယ်လောကကြီးကတော့ဒါပဲဒါပေမဲ့ဘုရားကတော့ဘယ်လိုမြင်တာလဲသနာစရာတွေလို့ဒကာဓမ္မတို့ဦးဇင်းတို့ကဘယ်လိုမြင်တာလဲဒီကိုဘယ်လိုမြင်တာလဲချစ်စရာလို့မြင်မယ်တချို့ကြတော့မုန်းစရာလို့မြင်မယ်တချို့ကြတော့လည်းဘယ်လိုမှမမြင်ဘူးဟုတ်လားအမျိုးမျိုးတော့တခါကြီးမှကြီးများဒီအာယုံတစ်ခုတည်းကိုပဲဒီလူကတစ်မျိုးမြင်တယ်ဟိုလူကတစ်မျိုးမြင်တယ်ကိုမြင်တယ်လို့ခံစားကြရဟုတ်ရလားဆိုကြပါစို့ဒီရေတံပလင်းလေးကိုတခါကြီးဒီမကြီးတို့ဘက်ကကြည့်ရင်ပုံစံတစ်မျိုးမြင်ရမယ်ဦးသိန်းကကြည့်ရင်ပုံစံတစ်မျိုးမြင်ရမယ်အပေါ်ကစီးကြည့်ရင်ပုံစံတစ်မျိုးမြင်ရမယ်ဒီပလင်းတစ်မျိုးတည်းကိုပဲအမျိုးမျိုးမမြင်ဘူးလားဟောဒါဥပမာပြောတာနော်အဲ့လိုပဲတတ္တဝါတွေကိုကြည့်တဲ့နေရာမြတ်စွာဘုရားကမြင်တော့ဘယ်လိုမြင်လဲတနာစရာလို့မြင်တယ်ဒီတတ္တဝါတွေဘယ်တော့မှမနာရဘူးဒီလိုပဲရုန်းကန်လှုပ်ရှားနေပြီးတော့အိုးနာသေးပြီးတော့မသေးခြင်းမဲနဲ့သေသွားကြဘဝတစ်ခုညကိလေသာခိုင်းတဲ့အတိုင်းတို့မသေးခြင်းမဲနဲ့သေသွားကြအဲ့ဒါလိုထက်ချီတလဲလဲတီဆောက်လိုက်ပြိုကွဲလိုက်တီဆောက်လိုက်ပြိုကွဲလိုက်နဲ့သူတို့အသိဉာဏ်မရှိလို့ဒီဒုက္ခတွေကိုခံစားနေရတာလို့မြတ်စွာဘုရားကအကုန်သိလို့မြတ်စွာဘုရားမတနာတဲ့တတ္တဝါတရားမှမရှိခုဒီကရမတို့ဦးဇင်းတို့တွေကတော့ကြီးပွားချမ်းသာနေတဲ့လူတွေမြင်လို့ရှိရင်သူတို့ကိုတနာစရာလို့ထင်ကိုမထင်ဘူးအားကြစရာလို့ဒီတဲ့ဘယ်လိုထင်တာလဲအားကြတာလေးထင်တာဒီတတိကိုမြင်ပြီးတော့တချို့ကအားကြတချို့ကမနာလို့လည်းဖြစ်ခြင်းဖြစ်မယ်ပေါ့ကိုမြင်တယ်လို့မြင်တာတော့ဟုတ်လားမေတ္တာနဲ့ကြည့်မယ်ဆိုရင်တော့ဘယ်လိုမြင်မလဲဩကျမ်းပါပါစီကိုကပေးတာတော့သူ့ကိုပေးတာနော်သူကရကျင်တဲ့စိတ်မရှိဘူးမျှော်လင့်တဲ့စိတ်မရှိဘူးမေတ္တာရှင်ဒီလောကကြီးကိုဘာတွေပေးတာလဲအေးကောင်းစီခြင်းတဲ့စိတ်တွေပေးနေတာအင်မတန်သူကအထက်တန်းကြတယ်အခြေအနေကနေရာကတော့ကိုကအောက်ကဖြစ်ခြင်းဖြစ်နေမှာပေါ့သဘောတဘာဝအချင်းအဖြစ်သူကဘယ်ကဖြစ်လဲထက်ကဖြစ်နေမေတ္တာရှိနေတဲ့အခိုက်အတန့်မှာနော်ဟုတ်လားဒါကြောင့်ဒကာကြီးဒီမကြီးများ
လောကကြီးကိုဘယ်လိုမြင်မှာလဲဆိုတာကိုယ့်ပုံမှာမူတည်ကိုကမေတ္တာတွေသိအားကြီးလာပြီဆိုရင်လောကကြီးတစ်ခုလုံးကချစ်စရာကြီးလို့မြင်မုန်းစရာတယောက်မှမရှိဘူးဒါကြီးမှမုန်းစရာရှိတာပေါ့မရှိဘူးပြောရင်လိန်ညာရောက်မှာပေါ့ကိုချင်းတို့လည်းရှိတာပဲလေကိုအဲ့လောက်မှမေတ္တာမှမကြည်သေးတာအဲ့လိုမေတ္တာစိတ်တွေကိုအမြဲတမ်းများလာအောင်ခဏတိုင်းပွားနေမယ်ဆိုရင်အဲ့ဒီမေတ္တာရှင်ပြီသူမုန်းစရာတယောက်မှမရှိဟိုလူမုန်းစရာကောင်းတာမကောင်းတာကို तू မစဉ်းစားဘူး तू မုန်းကိုမမုန်းတတ်ဘူးဟိုလူကမုန်းစရာမကောင်းလို့မမုန်းတာမဟုတ် သူကကိုမမုန်းချက်လို့မမုန်းသဘောပေါက်ရလားခုဒီကရမတို့ဦးဇင်းတို့တွေကမုန်းစရာကောင်းရင်မုန်းလိုက်တာပဲမုန်းစရာကောင်းလို့မုန်းတာလားမမုန်းမဲမနေနိုင်လို့မုန်းရတာမမုန်းမဲမနေနိုင်လို့မုန်းရတာဗျမုန်းစရာကတကယ်ကိုကမုန်းတဲ့စိတ်မရှိတော့ဘူးဆိုမုန်းစရာမကောင်းတော့ဘူးအဲ့မုန်းစရာကောင်းတယ်မကောင်းဘူးဆိုတာကအဲ့ဒီလူပေါ်မှာမူတည်တာလားကိုယ့်ပေါ်မှာမူတည်တာလားဒါလေးကိုစဉ်းစားရမယ်နော်အေးအဲ့တော့သူတော်ကောင်းစိတ်ဆိုတာအဲ့လိုမျိုးပေါ့ဟုတ်လားတကယ်လို့ကိုကကရုဏာကမ္မဋ္ဌာန်းကိုပွားများမယ်ဆိုရင်တော့အလုံးသောတတ္တဝါတွေဟာတနာစရာတွေလို့ဒီလိုမြင်မှာပေါ့ဟုတ်လားကိုကတကယ်လို့ဥပိ္ပခာကမ္မဋ္ဌာန်းစီးပြမယ်ဆိုရင်တော့အလုံးသောတတ္တဝါတွေဟာကိုပြုထားတဲ့အတိုင်းဖြစ်ကြတာတိတ်ပြီးတော့ဝင်ရောက်ဆက်ဖက်ပြီးတော့ထိပါလို့တဲ့စိတ်မရှိသူကလည်းလွတ်ကြီးပဲကောင်းတာပဲသူကလည်းအဲ့တော့ဦးဇင်းတို့ကဒီမှာပြောတာကတော့မေတ္တာပဲပြောချင်တာဟုတ်လားအလုံးသောတတ္တဝါတွေရဲ့အပေါ်မှာကောင်းကျိုးချမ်းသာလိုလားတဲ့စိတ်တကယ်ဘာမှသွားပြီးတော့ပေးနေတာမဟုတ်ဘူးနော်ပေးနိုင်ရင်တော့အကောင်းဆုံးပေါ့ဟုတ်လားသို့တော့ကိုယ်စိတ်ကလေးကကောင်းစီခြင်းနဲ့စိတ်ကလေးဖြစ်တာနဲ့ကိုပဲကိုယ်မှအေးချမ်းလာပြီကိုကအဲ့ဒါလိုအေးချမ်းတဲ့အမူအရာပုံသဏ္ဍာန်တွေပေါက်နေတစ်ဖက်လူကမသိသေးနေမေတ္တာစိတ်ဟာတော်တော်အံ့ဩစရာကောင်းတယ်ဆိုကြပါစို့ဟိုတုဝနာတာမကတိုးထဲမှာမေတ္တာစိတ်တွေမြုပ်နေတော့ကြားတွေကလည်းတမင်ကိုကြိုက်တက်ခြင်းနဲ့ဒေါသမရှိဘူးသမင်တွေကလည်းကြားတွေကိုကြောက်တဲ့စိတ်မရှိဘူးတဲ့အဲ့ဒီအဝင်ဝိုင်းလေးအတွင်းမှာဟောစီမှာပေါ့ဒါမေတ္တာစိတ်ဒီတကယ်ကြီးလာရင်လောကကြီးကိုရိုက်ဖက်တယ်ဆိုတာကိုပြောတာနော်အစကတော့ကိုယ်တယောက်တည်းအကြီးကျယ်အေးချမ်းမယ်ပေါ့နောက်အဲ့ဒီအေးချမ်းတဲ့စိုက်တွေကမမြင်ရတဲ့ဓာတ်သဘောတွေနဲ့လောကကြီးကိုတွန်းခြုံလာတဲ့သဘောပေါ့ဟုတ်လားဒီမေတ္တာအကြောင်းပြောရရင်တရားကအများကြီးရှိနေတယ်တူတယ်နောက်တစ်ခါကြီးမှရင်အဲ့ဒါဒုတိယဘာလို့ပြရမလဲမေတ္တာပွားရမယ်အဲ့ဒါလိုမေတ္တာပွားလိုက်လို့ရှိရင်အဲ့ဒီအချိန်မှာကိုယ့်ရဲ့စိတ်ကြီးမကောင်းတဲ့စိတ်တွေမရှိဘူးကောင်းတဲ့စိတ်တွေအေးချမ်းတဲ့စိတ်တွေအရှင်းမြင့်တဲ့စိတ်တွေပဲဖြစ်ပြီးတော့နေလာထိုင်တာတက်တောင့်တက်တာမရှိပြီဘူးလားရှိမယ်အဲ့ဒီအချိန်မှာပြောရင်အကောင်းပြောဖြစ်မယ်အဲ့ဒီအချိန်မှာလုပ်ရင်အကောင်းလုပ်ဖြစ်မယ်ကံမကောင်းမယ်ဘူးလားကံကောင်းရင်ဂျိုးပေးကောင်းမယ်နောက်ဘဝတည်းစောင့်ရမှာလားအဲ့ဒါလေးဟုတ်လားဘယ်နှစ်နည်းရှိသွားလဲနှစ်နည်းရှိသွားပြီဘုရင်တို့တတိယနည်းပြောကြအောင်စို့ဘုံမေမရဏအတုပဟုတ်လားမေတ္တာကဒေါသကိုပယ်မယ်နော်ခုဥဒ္ဒနောအတုပကိုဆက်ပြီးတော့ပြောကြည့်အာရခတရား၄ပါးဆိုကြားဘူးတယ်နော်တတ္တဝါတွေကိုလောဘဒေါသမောဟဒီဥသောယံနေမသိအောင်ကာကွယ်တဲ့တရားပေါ့အတွင်းမှာကာကွယ်အပြင်ဘက်ကလည်းပဲဘေးကျိုးရန်ကျိုးတွေမသိရအောင်မချရအောင်ကာကွယ်တဲ့တရားအာရခတရား၄ပါးစိတ်နှလုံးကိုလောဘဒေါသဒီဥသောယံကကာကွယ်တယ်အပြင်ဘက်ခန္ဓာကိုယ်ကြီးကိုလည်းပဲဘေးကျိုးအန္တရာယ်ကျိုးတွေမကြမရောက်ရအောင်ကာကွယ်တယ်ဘယ်နှပါးလဲ၄ပါးဘုဆိုတာကဗုဒ္ဓနုတ္တိခုနဘုရားရဲ့ဂုဏ်ကိုအာယုံပြုမေဆိုတာကမေတ္တာအတုပဆိုတာကတော့ခန္ဓာကိုယ်ရဲ့သဘောတဘာဝအမှန်မတင့်နေတဲ့သဘောကိုမျက်စိနဲ့မြင်နေတာပဲဗျာသူကတော့ပိုးတောင်လွယ်ပါသေးတယ်ဟုတ်လားအဲ့ဒါကိုငါခန္ဓာကိုယ်မှာဘာမှတင့်နေတဲ့သဘောမရှိဘူးတစုစီဉာဏ်နဲ့ပုံပြီးတော့ကြည့်ပေါ့နော်စံပင်ကိုတပုံမွေးခြင်းကိုတပုံစံပင်မွေးခြင်းခြေလေးလက်သေးသွားအရေးအသားအကျော်ရိုးတွင်ခြင်းသည်အညို့နှလုံးအသေးအမြည်အဖြင်းအဆုပ်ဥမဥသေးအစာတဲ့အစာဟောင်းအုံနောက်တီးကြီးတလေပြည်သွေးချွေးအစီခဲမျက်ရည်အစီကြီးတတွေနှက်အစေးကျင်းငယ်လို့32ပုံမရှိဘူးလားဘယ်အပုံဒီလက်နဲ့ထိကျင်လျာကောင်းတယ်ဘယ်ပုံမှမကောင်းဘူးတကယ်စင်စစ်တော့အဲ့ဒါဒီတိတ်ပြီးတော့ခက်ခက်နဲ့နေတဲ့တရားလို့ပြောလို့ရလားတကယ်မျက်စိနဲ့တောင်မှသဘောပေါက်လို့မရဘူးလားရတယ်အဲ့ဒီဉာဏ်ကိုရှင်းအောင်ကိုယ့်ကိုဉာဏ်မျက်စိနဲ့ကြည့်ရတယ်နော်တင့်တယ်တဲ့သဘောဘာမှမရှိဘူးဒါဒီသဘာဝအမှန်ပဲလို့အဲ့ဒါလို့အတုပပညာကိုပွားများမယ်ဆိုရင်လည်းပဲစွဲမဲ့မှုအားကြီးခြင်းဆိုတဲ့ဇာကတရားသင်ပြောက်တယ်ဘယ်နှမျိုးရှိသွားလဲ၃မျိုးရှိပြီနောက်စတုထမြောက်က
မရဏနုတ္တိသေဆုံးရအောင်မှာဆိုတာကိုထဲထဲဝင်လက်ခံလိုက်တဲ့သဘောအဲ့ဒါကိုအတိအမှတ်တကယ်ပြုနော်တခါကြီးမိုင်းများမနဲ့တေချာပေါ့မိုးလင်းအောင်မှာနော်တေချာလားတေချာတယ်မနဲ့မိုးလင်းမှာတေချာတယ်လို့တကယ်လည်းတေချာရအောင်ဟုတ်လားတေခြင်းတရားကိုသိုံမဲ့လူတွေကသိပြီးတော့ဗာဖြစ်တာမေ့ထားလိုက်တယ်အဲ့ဒါကြောင့်မို့လို့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာကြံထမ်းမှုတွေမနှူးညံ့မှုတွေအများကြီးလွှမ်းမိုးနေတာတကယ်တမ်းကဒီဘဝသည်တေချာပေါက်တေဆုံးသွားရမှာကိုယ်လက်ကလေးတွေခြေထောက်ကလေးတွေကြီးအကုန်လုံးပုတ်ပွားပြီးတော့လုံးဝမလှုပ်တော့တဲ့အခြေအနေကိုရောက်အောင်ဒီကိုယ်ကိုလူတွေကောင်တယောက်လို့လူတွေကောင်ကြီးလို့သဘောထားပြီးတေးကိုတေးရမှာဘယ်အချိန်မှကိုမသိဘူးအဲ့ဒါကိုညံနဲ့တကယ်စူးစူးနှစ်ပေါ်တယ်ဟုတ်လားဒီနေ့လားမနေ့ပြန်လားတော်ကြလားဆိုတာမျိုးကိုစိတ်ထဲမှာထင်းလာအောင်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာလက်တွေ့သိနိုင်တယ်ဟုတ်လားဟိုကျွန်တော်မရဏနုတ္တိကမ္မထာစီးများလို့ရှိရင်တော့မောဟတရားတွေအင်မတန်အားနည်းသွားလိမ့်မယ်မသိမှုတွေအင်မတန်အားနည်းသွားလိမ့်မယ်လောကကြီးရောသဘာဝတရားရှိဖို့ရေးလေးအစကတော့သဘောပေါက်ဘဝဆိုတာဘာမှကြီးကျယ်ခမ်းနားတာမဟုတ်ဘူးဘာမှလည်းအရေးကြီးတာမဟုတ်ဘူးပြီးတော့လည်းသိရမှာပဲနော်ဘယ်လောက်ပဲကြီးကျယ်တဲ့လူပဲဖြစ်ဘာလို့အရေးကြီးနေတာပြီးတော့လည်းဘာဖြစ်ရမလဲသိချရမှာအဲ့ဒီသိဆုံးခြင်းဆိုတာကြီးရောက်လာတာနဲ့တကယ်နဲ့ထင်းကျန်တာတွေဘာအရေးကြီးသေးလဲဘာမှအရေးမကြီးတော့ခုတကမတို့ဦးဇင်းတို့တွေကသိပြီးတော့အဲ့ဒီအရေးကြီးတဲ့သိဆုံးခြင်းဆိုတာကြီးကခေါင်းထဲကိုမရှိတော့ခေါင်းထဲကိုမထည့်တော့သူ့လောက်အရေးမကြီးတဲ့အရာတွေကအရေးအကြီးကြီးထင်ပြီးတော့ကိုယ့်ဘဝကိုလွှမ်းမိုးထားဆိုလိုတာကအရေးတကယ်ကြီးတဲ့တရားကိုမတွေးမိသေးလို့အရေးမကြီးတဲ့တရားတွေကအရေးကြီးတယ်လို့ကိုယ့်ကိုလှည့်စားပြီးတော့လွှမ်းမိုးထားအဲ့တော့အခုတွေ့နေတဲ့လောကရန်တရားတွေအခုတွေ့နေတဲ့အလုပ်ကိစ္စတွေကိုအရေးကြီးတယ်ထင်ပြီးတော့မောနေတာတွေလောနေတာတွေမရှိဘူးလားအဲ့ဒါတွေကိုလျှော့ခြင်းတယ်ဆိုရင်အဲ့ဒါထက်အကြီးအကျယ်အစာပေါင်းများစွာအရေးကြီးတဲ့သိခြင်းတရားကိုစဉ်းစားကြည့်အဲ့ဒါတွေကမှိမ့်ပြီးတော့သိသွားလိမ့်မယ်ဟုတ်ရဲ့လားဒီကကြီးမိုက်မြဒါကောင်းတဲ့စိတ်ကလေးတွေဖြစ်အောင်ဦးဇင်းတို့ပြောနေတာနော်အေးစဉ်းစားကြည့်ဒါကြောင့်မို့လို့ဦးဇင်းတို့ရွှေကျင်စော်ကြီးပြောတာဦးဇင်းကသဘောကျနေဗျကြားလိုက်လို့ကြီးနေတဲ့ပုဂ္ဂိုလ်ဒီခွေးပေါင်နာကိုရက်မကြည့်သင့်ဘူးစူးချစ်နေတာပုံကြီးမချဲ့သင့်ဘူးတဲ့တောထဲမှာသွားနေတဲ့ခရီးတဲ့တယောက်နောက်ကအင်မတန်အန္တရာယ်ကြီးတဲ့ကြားကအပြေးလိုက်လာတယ်ဟာအသက်လူပြီးတော့ပြေးနေရတယ်အဲ့ဒီအချိန်မှာဟာခွေးဟောင်နေသူရက်ကြည့်အောင်အဲ့ဒီအချိန်မှာပြေးလွှိုင်းနေစူးတွေပါတွေချစ်တယ်ဟာသွေးတွေထွက်နေတယ်ဟိုလုံးမနေနဲ့နောက်ကဘာရှိတော့ကျန်းရှိတကယ်လို့ကြားလိုက်နေတာကိုဒါသူတကယ်သိမယ်ဆိုရင်ခွေးဟောင်တာကိုလည်းသူရက်မကြည့်အားဘူးစူးချစ်တာကိုလည်းပဲသူခံစားနေမှာမဟုတ်အသက်လူပြီးတော့ပြေးရကြားလိုက်နေတာကိုမသိဘူးဆိုတော့ခွေးဟောင်တာကိုဘာလို့များဟောင်တာလဲသူကြည့်နေမှာနော်စူးချစ်တာကိုဘယ်လောက်များကြီးလဲဒဏ်ရာကသူကြည့်နေမှာနော်အဲ့ဒါလိုပဲဒကာဓမ္မတို့ဦးဇင်းတို့တွေပဲတန်ခရာဒီဟူသောတောထဲမှာသေခြင်းဒီဟူသောကြားကနောက်ကလိုက်နေတယ်အဲ့ဒီကြားလိုက်နေတာကိုဒကာဓမ္မတို့ဦးဇင်းတို့ဉာဏ်အမြင်ကနေတဲ့အခါကျတော့တတိမထားမိဘူးတတိမထားမိတော့လောကဓာတ်ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတဲ့ခွေးဟောင်တာတွေကိုရပ်ပြီးတော့ခံစားတယ်ဘာလို့ပြောကြတာလဲမသိဘူးအဲ့ဒါဘာလုပ်တာလဲခွေးဟောင်တာကိုရပ်ပြီးတော့ခံစားလောကနာအသေးအမွှားလေးတွေကိုလည်းပဲစူးချစ်တာကိုမဟုတ်ကြည့်တယ်လို့ပဲဘာလုပ်နေတာတော့ကြည်နေတာအဲ့တော့သေခြင်းတရားကိုစဉ်းစားရင်ဘဝဒီဘာအဓိပ္ပာယ်မှဘာအနှစ်သာရမှမရှိဘူးသဘောပေါက်ဒါမြင်ရင်အနှစ်သာရရှိတာကဘာလဲဆိုတော့အနှစ်သာရမရှိတာကိုအနှစ်သာရမရှိဘူးလို့သိတာဒီပဲအနှစ်သာရရှိတာပဲဟုတ်ရလားဒီတော့သဘောပေါက်လားအေးဒီတိုင်းဒကာဓမ္မတို့ဦးဇင်းတို့တွေမွေးလိုက်အိုလိုက်နာလိုက်သေလိုက်ဒီသဘောတရားတွေကိုသဘောပေါက်အောင်သိခြင်းတရားကိုစဉ်းစားသိခြင်းတရားစဉ်းစားရင်အတိဉာဏ်တွေပညာတွေကြီးကျယ်ရင့်ကျက်လာပြီးတော့ငကိုယ်တုန်းကမတွေးဘူးတဲ့အတွေးတွေမစဉ်းစားဘူးတာတွေစဉ်းစားပြီးတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဉာဏ်ပညာတွေဟာအများကြီးကြီးလာတာကိုယ်တိုင်သိရလိမ့်မယ်ဟုတ်လားဒါကလည်းပဲခက်တော့လည်းခက်သားဗျာလက်တွေ့လုံးမကြည့်လို့ရှိရင်တော့သဘောပေါက်ဖို့ခဲရင်ဟုတ်လားသိခြင်းတရားကိုစဉ်းစားရင်တကယ်နဲ့နည်းနည်းစဉ်းစားပါများလာလို့ရှိရင်အကျဉ်းမြင်အားဖြင့်တော့အရေးကြီးတာအရေးမကြီးတာသူခွဲသိတယ်အရေးမကြီးတာတွေလည်းသူသိခရီးမစဘူးနော်ခုလူတွေကအရေးမကြီးတာကိုလည်းပဲအရေးကြီးတယ်ထင်ပြီးတော့အကြီးအကျယ်ပြုဆိုင်တယ်အ
ချိန်နေအများကြီးအကုန်ခံတယ်ဟုတ်လားအရေးကြီးတာကိုကြတော့လေအရေးကြီးတယ်လို့မသိဘဲနဲ့ခောက်ထားတယ်ဟုတ်လားအမြင်တွေပါဖြစ်နေတော့လွဲနေတာချွတ်ချော်တယ်သိခြင်းတရားကိုစဉ်းစားရင်အရေးကြီးတာအရေးမကြီးတာကိုခွဲသိတယ်ပြီးတော့တန်ဖိုးရှိတာတန်ဖိုးမရှိတာကိုလည်းခွဲသိတယ်အခုဒကာဓမ္မတို့ဦးဇင်းတို့တွေကသိခြင်းတရားကိုမစဉ်းစားတော့တန်ဖိုးမရှိတာတွေကိုလည်းတန်ဖိုးရှိတယ်လို့အယောင်အမှားမှားထင်လို့မို့အဲ့ဒါကိုကြကုတ်ကြခဲရတင်းကြိုးစားတယ်ဒီတဲ့တို့ကတော့ပြောရင်သိတယ်နော်တန်ဖိုးရှိတာတွေကိုကြတော့လည်းပဲတန်ဖိုးရှိမှတခါတည်းသိမသိတိအောင်တောင်မှမေ့ထားပြီးတော့သူတို့ကိုရအောင်သိပြီးတော့မကြိုးစားဖြစ်ဘူးသိခြင်းတရားကိုစဉ်းစားရင်အိုးသိရအောင်ပါဟဲ့မသိခင်မှာတန်ဖိုးရှိတာလေးစုံမိအောင်ဟဲ့တန်ဖိုးမရှိတာလေးပြသိအချင်းကိုမခံဘူးဟဲ့ဒါမျိုးမလာဘူးလားအဲ့ဒီလိုမျိုးသိခြင်းတရားကိုစဉ်းစားရင်ကိုယ်တန်မှာမောဟတရားတွေနည်းပြီးတော့စိတ်ကောင်းနှလုံးကောင်းတွေအများကြီးဖြစ်မလာနိုင်ဘူးလားဖြစ်လာနိုင်တယ်အဲ့တော့ဦးဇင်းတို့ပြောတာဘယ်နှခုရှိပြီတော့၄ခုရှိပြီဘုရားနုတ္တိမေတ္တာမရဏအတုပါမရဏနုတ္တိဟုတ်လားအဲ့ဒီတရား၄ပါးအာရခတရား၄ပါးခြံရံပြီးတော့မိမိတဏ္ဍာမှာစိတ်ကောင်းနှလုံးကောင်းတွေဖြစ်အောင်ကြိုးစားပြီးတော့နောက်ထပ်အထွတ်အထိပ်၅ခုမြောက်နိလန်အဲ့ဒါကဘာလဲဆိုတော့တတိပဋ္ဌာန်သိတယ်ပါလေတတိပဋ္ဌာန်ဝိပဿနာနည်းလို့လည်းပြောလို့လည်းရပါတယ်မဂ်ခင်၈ပါးပွားများတယ်လို့လည်းပြောလို့ရပါတယ်အတူဆုံးလေးပြောရမယ်ဆိုရင်တော့ကိုယ်ခန္ဓာမှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုတတိထားပြီးတော့ဉာဏ်ပညာနဲ့နားလည်အောင်ရှုမှတ်ပွားများနေတာသိအောင်ကြိုးစားနေတာကိုတတိပဋ္ဌာန်လို့ခေါ်တယ်ဟုတ်ရဲ့လားကိုယ်ခန္ဓာမှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုသိအောင်ကြိုးစားအမှန်တိုင်းသိအောင်ကြိုးစားနော်ရုပ်ပိုင်းဆိုင်ရာပူနေသလားအေးနေသလားမာနေသလားပြော့နေသလားစိတ်ကနေသလားလှုပ်ရှားနေသလားဘလို့ဖြစ်နေသလဲရုပ်ပိုင်းဆိုင်ရာဟုတ်လားသံဃာမှုပိုင်းဆိုင်ရာတွေကိုလည်းကြည့်မယ်ချမ်းသာနေသလားဆင်းရဲနေသလားအလဲအလတ်ဖဲလားအဲ့ဒါလိုခံစားမှုပိုင်းဆိုင်ရာကြည့်မယ်ဆိုရင်တော့ဝေဒနာနုပဒနာတတိပဋ္ဌာန်ပေါ့ဟုတ်လားအေးနောက်ပြီးတော့ကိုယ့်ရဲ့စိတ်တွေဘာတွေတွေးနေလဲမြင့်မြတ်တဲ့စိတ်တွေဖြစ်လားနှိမ့်ကြတဲ့စိတ်တွေဖြစ်လားဟုတ်လားလောဘတွေဖြစ်နေသလားဒေါသတွေဖြစ်နေသလားစိတ်ကိုအကျဉ်းမြင်အကဲခတ်တာပေါ့ဟုတ်လားအေးစိတ်ဓာတ်နုပဒနာတတိပဋ္ဌာန်နောက်ပြီးတော့ဓမ္မနုပဒနာတတိပဋ္ဌာန်သူကတော့အသေးစိတ်သွားတယ်ငါရဲ့အတွင်းတဏ္ဍာမှာပီတိတွေဖြစ်နေသလားဓမ္မမဟုတ်လို့ရှိရင်ဆက်စုံမှုတွေဖြစ်နေသလားမြင်တာတွေဖြစ်နေသလားကြားတာတွေဖြစ်နေသလားနိဝရဏတရားတွေဖြစ်နေသလားဘုဇင်တွေဖြစ်နေသလားကောင်းတာတွေဖြစ်နေသလားမြတ်တာတွေဖြစ်နေသလားအဲ့ဒါလို့ကိုယ့်ရဲ့အတွင်းတဏ္ဍာအိဇ္ဇတကိုဘာလို့တလဲဖြစ်နေတာဖြစ်နေတဲ့အတွက်အမှန်တမ်းသိအောင်ကြိုးစားအဲ့ဒါကိုဘာခေါ်မလဲတတိပဋ္ဌာန်တရားပွားများတယ်လို့ခေါ်အခုပြောနေရင်နဲ့သွားနေရင်လာနေရင်အလုပ်တွေလုပ်နေရင်လှုပ်ရှားနေရင်နဲ့ကိုကကျွမ်းကျင်မယ်ဆိုလို့ရှိရင်အဲ့ဒါလို့ကိုယ်ခန္ဓာကိုဖြစ်နေတာလေးတွေကိုရုပ်တရက်တခိုးကိုဖမ်းတယ်လို့ပြောပေါ့နော်အတာကလေးဖမ်းပြီးတော့သိအောင်ကြည့်လို့မရဘူးလားရမ်းကျွမ်းကျင်ဖို့လိုတယ်ကျွမ်းကျင်တယ်ဆိုတာကလည်းပဲအလေးအကျင့်များမှလည်းပဲကျွမ်းကျင်အလေးအကျင့်မများရင်မကျွမ်းကျင်နိုင်ဘူးမကျွမ်းကျင်ရင်ဖြစ်တယ်လို့ဆိုတာပဲဟုတ်လားဟင်ခုဆိုကြပါစို့ဦးဇင်းကဒါမျိုးလေးပြောလို့ရှင်ဘာကိုတော့အမှတ်ရလဲဆိုတော့ချင်းခတ်ကြတဲ့နေရာမှာတိတ်ပိုင်ကြတဲ့ပြပွဲတွေပါတွေမှာချင်းသမားတွေရှိရနော်ချင်းလုံးတွေများတွန့်လိုက်တာစလွယ်အချက်ပေါင်းရာထောင်ချီပြီးတော့ရင်စက်ဘင်းစီးရင်နဲ့ခတ်တဲ့မီးခွန်းတွေလှည့်ရင်နဲ့ခတ်တဲ့မကျွမ်းကျင်ဘူးလားခင်ဗျားတို့ကျုပ်တို့ဆိုရင်3-4တော့ရဖို့တောင်မှမလွယ်ပွားသွားတယ်သူ့လည်းပဲခြေနဲ့လက်နဲ့ခေါင်းနဲ့ကိုယ်လည်းပဲခြေနဲ့လက်နဲ့ခေါင်းနဲ့ဘာကွာသွားနော်ကျွမ်းကျင်မှုကွာသွားတာကျွမ်းကျင်မှုကအလေးကျင့်မှုမှာအဲ့ဒီအလေးအကျင့်များလုပ်တာကိုပဲဘာဝနာပွားများတယ်လို့ဟုတ်ရဲ့လားဘာဝနာကိုဦးဇင်းတို့လူငယ်လေးတွေနားလည်သဘောပေါက်အောင်ပြောရရင်ကောင်းမြတ်တဲ့သဘောလေးတွေကိုအများကြီးဖြစ်အောင်လေ့ကျင့်နေတာကိုဘာဝနာလို့ခေါ်ဟုတ်ရဲ့လားအေးရုပ်ပိုင်းဆိုင်ရာကိုသိလိုက်တယ်စိတ်ပိုင်းဆိုင်ရာကိုသိတယ်မြင်တာကိုသိတယ်ကြားတာကိုသိတယ်စားတာကိုသိတယ်ထိတာကိုသိတယ်တွေးတာကိုသိတယ်ဒါကိုပဲသိတန်ဖို့အတူတူပဲဟုတ်လားဒီခန္ဓာကိုသိတာကမှန်မစီခန္ဓာရဲ့သဘောတဘာဝကိုသာသိတာမှန်ပါစီဘာကိုပဲသိတိုင်းပညာတရားတွေမဖြစ်ဘူးလားဖြစ်တယ်အဲ့ဒီပညာတွေဖြစ်ပါများလာလို့ရှိရင်ကိုယ်ခန္ဓာရဲ့သဘောတဘာဝကိုအမှန်တိုင်းနားလည်မှုတွေကြီးပွားပြီးတော့လောဘတွေဒေါသတွေဟာအလိုလိုမှဖြစ်သွားမှာတော့နည်းသွားဟုတ်ရဲ့လား
အဲ့ဒါလို့သိနေတဲ့အချိန်မှလည်းပဲစိတ်ကောင်းစိတ်မြတ်တွေဖြစ်နေတယ်လို့ပြောလို့မရဘူးလားရပြီဒါကြောင့်ဦးဇင်းတို့၅ခုမြောက်ပြောတဲ့မကောင်းတဲ့စိတ်တွေနေကြီးကောင်းတဲ့စိတ်တွေများကြီးမှာ၅ခုမြောက်နိလန်းတွေပါလေတတိပဋ္ဌာန်ဦးဇင်းတို့ဘယ်နှခုပြောလိုက်လဲ၅ခုပြောလိုက်တယ်ဟုတ်လားဘုရားနုတ္တိမေတ္တာအတုပမရဏနုတ္တိတတိပဋ္ဌာန်အဲ့ဒီနည်း၅ခုထိုက်တဲ့မလို့ဟုတ်လားထိုက်တဲ့မလို့ဒါမှမဟုတ်ကိုကတတ်တတ်မှတ်မှတ်လုပ်မယ်ဆိုရင်တော့အရင်၄ခုကိုလည်းပဲအစဉ်အတိုင်းလုပ်လိုက်ပါဦးနည်းနည်းစီပေါ့နော်လုပ်ပြီးတော့မှတတိကလေးနဲ့နေလိုက်မယ်ဟုတ်လားခန္ဓာကိုယ်ပေါ်မှာတတိကလေးထားပြီးတော့နေလိုက်မယ်ခဲရင်းနဲ့ဆိုတာမကျွမ်းကျင်နေတာခဲရင်းတာဟုတ်ရလားအဲ့တော့ဖြစ်နေတာလေးကိုသိပြီးတော့နေလိုက်မယ်အဲ့ဒါလို့ကိုတတိကလေးပေးပြီးတော့ကြိုးစားမယ်ဆိုရင်အဲ့ဒီအချိန်မှာစိတ်ကောင်းစိတ်မြတ်ကလေးတွေဖြစ်နေတယ်လို့ပြောလို့မရဘူးလားရတယ်စိတ်ကောင်းစိတ်မြတ်ဖြစ်နေတာနဲ့တပြိုင်တည်းစိတ်ရုပ်စိတ်ဆိုးတွေအဲ့ဒီချိန်မှာရှိမလားမရှိဘူးစိတ်ရုပ်စိတ်ဆိုးတွေမရှိဘူးဟုတ်လားဒါကြောင့်တရားဓမ္မပေါင်းသူတော်ကောင်းတို့ဒီမိမိတို့ရဲ့စိတ်တန်တာကောင်းမြတ်တဲ့စိတ်ကလေးတွေဖြစ်ပေါ်လာကောင်းတဲ့စိတ်တွေနည်းသွားဘာလို့ရမှာလဲလို့မေးခြင်းအဲ့ဒီဘာဝနာတရား၅မျိုးပေါ့နော်ဤ၅မျိုးပေါ့နော်ဤပေါင်းတော့များစွာရှိပါတယ်ဟုတ်လားဒီကနေ့ညဦးဇင်းတို့၅မျိုးတော့ပြောလိုက်ပါတယ်ဟုတ်လားအဲ့ဒီဤ၅မျိုးနဲ့ကြိုးစားနိုင်ကြပါစေခရုဦးဇင်းတို့တရားဟောတာဘယ်နှပိုင်းရှိသွားလဲ၃ပိုင်းရှိသွားပြီနော်နည်းနည်းလေးပြောတာကြာသွားပြီတနာရီနဲ့မိနစ်20ရှိသွားပြီဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့တရား၃မျိုးပြောပါတယ်စိတ်ဆိုးရင်ကံဆိုးမယ်ကံဆိုးရင်အဖြစ်ဆိုးမယ်ဟုတ်ရလားစိတ်ကောင်းရင်ကံကောင်းမယ်ကံကောင်းရင်အကျိုးပေးကောင်းမယ်နောက်ဆုံးနိဗ္ဗာန်ကြီးကောင်းမယ်ဟုတ်ရလားဒါကြောင့်ဘဝမှာစိတ်မဆိုးဖို့စိတ်ကောင်းဖို့ဒီအရေးကြီးဆုံးပါအဲ့ဒီအရေးအကြီးဆုံးဖြစ်တဲ့လုပ်ငန်းစဉ်ကြီးကိုအထမြောက်အောင်ဘုရားနုတ္တိမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအာယုံပြုမယ်မေတ္တာကမ္မဋ္ဌာန်းစီပြန်မယ်အတုပဘာဝနာကိုကြိုးစားမယ်မရဏနုတ္တိသိခြင်းတရားကိုအဖန်မှန်တတိယမယ်ပြီးရင်တတိပဋ္ဌာန်နေဖြင့်မိမိတို့ရဲ့စိတ်ဓာတ်တွေကိုကောင်းမွန်မှန်ကန်မြင့်မြတ်အောင်ကြိုးစားမယ်ဟုတ်ရလားဒါကြောင့်အဲ့ဒါလိုကြိုးစားမယ်ဆိုလို့ရှိရင်စိတ်တွေကောင်းပြီးတော့အကျိုးပေးတွေကောင်းပြီးတော့ချမ်းသာဒုက္ခမရပေဘူးလားရမယ်ဒါကြောင့်ဦးဇင်းတို့တရားကောင်းခြင်းကဘယ်လိုတဲ့စိတ်ကောင်းထားမှချမ်းသာရတဲ့စိတ်ကောင်းမထားရင်တော့ဆင်းရဲရမှာပေါ့ဟုတ်လားချမ်းသာမရနိုင်ဘူးပေါ့ဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားရဲ့ဒေသနာတော်နဲ့အညီမိမိတို့ရဲ့စိတ်ကိုကောင်းမြတ်အောင်ကြိုးစားပြီးတော့မွေးမြူနိုင်ကြပါစေစိတ်ကောင်းနှလုံးကောင်းတွေထားနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့တရားတော်ကိုအဆုံးသတ်ကြရအောင်ဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာသုခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာသုခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလံရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာသုခိဘဝန္တုတိတေတုမာငံသင်တရားနာပိသပေါင်းသူတော်ကောင်းတို့စာတာအာလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝါဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်တာကောင်းတာအပေါင်းတို့ကလည်းပဲရခန္တုကောင်းစွာမသိဆောင်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝိနာကင်းငါဝါလူသေးစုမကပွင့်တော်မူကြတယ်သုစုထတာပါပြည့်ရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတည်သောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝိနာမေလီရန်ပုရိဒနိဗ္ဗာန်ပရိယတိဟုဆိုသောစေရသောတရားတော်မြတ်တို့ရဲ့တကူတည်သောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝိနာမဂ္ဂထံလေးရောက်ပလတံလေးငါ့ဥသောတော်ရှင်တော်ရိယာသံဃာရှင်မြတ်တို့နဲ့တကွာသီလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတည်သောအနုဘောတော်တို့ကြောင့်၎င်း
တရားနေရောညပါဘယ်ခါမဆိုင်ခြင်းရှိတိုင်းခြင်းရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းသာချမ်းသာရှိရကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း